နေဟောမတရားဒီဓမ္မတို့တရားတဆူမှတခါဟောတဲ့တရားလို့မှတ်ထားရမယ်။တရားတဆူပွင့်မှတခါဟောတဲ့တရားလို့ဆိုတော့ဩငါတို့ကြားလဲကြားနာရခဲ့တော့မှတ်လဲမှတ်ရလိမ့်မယ်။အရေးကြီးတာလည်းသိရလိမ့်မယ်။မှန်ပါပါ။တရားတဆူမှတခါကျွဲတခါဟောတဲ့တရား။မှန်ပါပါ။တရားတဆူပွင့်လို့ရှိရင်ဒီတခါပဲဟောတာပဲနောက်မဟောတော့ဘူး။မှန်ပါပါ။ဒီတခါဟောလို့ဒီတခါကြက်တမ်းဝင်ရင်မဝင်လို့ရှိရင်ဒီတရားကိုဖြင့်ထပ်ပြီးလဲသက်တမ်းတူတယ်ဘုရားဖြစ်လေသောကြောင့်မဟောနိုင်တော့ဘူး။မှန်ပါဗျာ။ဒါကြောင့်ဒီတရားတွေဓမ္မတို့အရိယာတို့ဤအလုတ်ကိုမမေ့ကိုဟောတာ။မှန်ပါဗျာ။အကျဉ်းချုပ်လိုက်တော့အရိယာတို့ဤအလုတ်ကိုမမေ့ပါနဲ့လို့ဟောတာပါပဲ။မှန်ပါဗျာ။ကောင်းပြီဒါရင်ဘုန်းကြီးတို့ဓမ္မတွေရှင်းဥစွာဒီခန္ဓာကိုယ်ကြီးကိုညံလှဲ့ရတယ်နော်မှန်ပါပါဒီခန္ဓာကိုယ်ကြီးကိုညံလှဲ့ရတယ်ခါတိုင်းတော့ဘယ်နဲ့ကြောင့်တုံးလို့မဲတဲ့ခါကျတော့ဓမ္မတွေအိမ်မှာနေကြတယ်ဆိုတော့ပြင်ဘက်သာလှဲ့နေတာပဲမှန်ပါပါခန္ဓာဘက်လှဲ့တယ်လို့မပါဘူးမပါပါဘူးလှဲ့ပြန်တော့လေခန္ဓာကြီးကိုအနိစ္စပဲဒုက္ခပဲအနတ္တပဲကိုမလှဲ့ပဲနဲ့ရုပ်ဟာလည်းငါပဲဝေဒနာလည်းငါပဲစိတ်လည်းငါပဲဆိုပြီးဒီကလာဒိဋ္ဌိနဲ့ကြီးလှဲ့မှန်ပါပါဗျာဉာဏ်နဲ့လှဲ့တယ်လို့ရှိရဲ့မရှိပါဘူးဗျာဩယနေ့တော့ဖြင့်ဒကာဓမ္မတွေပြောင်းကြပါအောင်ဆိုတဲ့ဥစ္စာကိုဘုရားတဆူမှတခါဟောတဲ့တရားဖြစ်လေသောကြောင့်ဒိဋ္ဌိနဲ့မလှဲ့ပဲနဲ့ဉာဏ်နဲ့ခန္ဓာလှဲ့ပေးပါဆိုတာကိုဘုန်းကြီးကတရားမဟုတ်ခင်ဘုရားခင်ကိုရမကြီးကလည်းငါဘုရားပွင့်တဲ့နေရာကျရင်ဒီချိန်ပဲဟောတဲ့တရားဉာဏ်ခန္ဓာလှဲ့ကိုဟောတဲ့တရားဟေလို့သေသေးချာချာဟောချပါမှန်ပါဗျာဓမ္မတွေခါတိုင်းတော့ဒိဋ္ဌိနဲ့ခန္ဓာလှဲ့နေကြမှန်ပါဗျာအိမ်မှာနေတဲ့ခါကျတော့ဒါဘုရားတို့ငါဘို့ဆိုတော့ခန္ဓာကိုဒိဋ္ဌိကလှဲ့လိုက်မှန်ပါဗျာဘာနဲ့ကြောင့်ဒီလောက်ရှားနေတာတော့ငါစားဖို့ငါဝတ်ဖို့ဆိုတော့ဒိဋ္ဌိနဲ့ခန္ဓာလှဲ့မှန်ပါဗျာဒီခါတည်းကျတော့တဏှာနဲ့လှဲ့ဒါကငါတန်းကသမီးရှိကိုငါတန်းကသမီးကိုလည်းရှားရတယ်ဆိုတော့တဏှာနဲ့လဲဩတရားဓမ္မတွေနေတိုင်းခန္ဓာဘာနဲ့လဲနေကြပါလိမ့်မလို့မဲတဲ့အခါကျတော့ဒိဋ္ဌိနဲ့တစ်ခါလှဲ့လိုက်တဏှာနဲ့တစ်ခါလှဲ့လိုက်တရားဓမ္မတွေဘာနဲ့လှဲ့နေခန္ဓာပဲလှဲ့တော့လှဲ့လဲပဲမဲ့ဒိဋ္ဌိနဲ့တစ်ခါလှဲ့လိုက်ဓမ္မတို့တဏှာနဲ့တခါလှဲ့လိုက်ဩဓမ္မတို့ခက်ပါပြီဒိဋ္ဌိနဲ့လှဲ့ပြန်တော့လေပရိစ္ဆေသမုပ္ပါကဆက်သွားတဏှာနဲ့လှဲ့ပြန်တော့လေပရိစ္ဆေသမုပ္ပါဆက်သွားသေသေးချာချာမှတ်ကြပါဓမ္မတို့ခန္ဓာကိုယ်ဒီနေ့ဘယ်နှခါလှဲ့တယ်လို့လဲဘုန်းကြီးကတော့ဖြင့်ကျောင်းကနေတွက်လို့မဖြစ်ဘူးမှန်ပါဗျာကိုယ့်အကိုလှဲ့လိုက်တာဖြင့်ဈေးထွက်နေဈေးထိုင်နေတယ်ဝယ်ပွဲတိုင်းလုံနေကြတယ်စက်တွေတဲပြီးရောင်းဝယ်ပေါက်ကားနေကြတယ်ဒီထဲမှာဓမ္မတွေကိုအချိုးနဲ့ကိုပေါ့ဗျာမှန်ပါဗျာအစုံပဲဘုန်းကြီးဓမ္မတွေနေကြထိုင်ကြတော့ဘသူကဘာနေကြတယ်ဆို냐တော့လဲကြီးကျယ်ကျယ်ရှားတဲ့ပုဂ္ဂိုလ်လည်းငါဘုံငါသမီးဖို့ပါပဲမှန်ပါဗျာဒီဒီကိုယ်ကိုရှားတဲ့ဓမ္မတွေလည်းငါဘုံငါသားငါသမီးဖို့ပဲလှဲ့တာပဲမှန်ပါဗျာဒါဖြင့်ဒကာတစ်တို့ဒကာကျွယ်တို့ကစဉ်းစားရဩနေတိုင်းခန္ဓာဘက်တော့လှဲ့ကြတယ်တဏှာနဲ့လှဲ့ဒိဋ္ဌိနဲ့လှဲ့နေကြဘာနဲ့လှဲ့ကြဉာဏ်နာနဲ့ထောင်ကြပါဉာဏ်နာနဲ့ထောင်ကြပါဒကာဓမ္မတွေနေတိုင်းငါစားဖို့ဆိုတော့ဒိဋ္ဌိနဲ့လှဲ့လိုက်မလှဲ့ကြငါသားငါသမီးကိုဆိုတော့ဘာလဲတဏှာနဲ့လဲငါဘို့ဆိုတော့ဘာနဲ့လဲငါသားငါသမီးကိုဆိုတော့ဒါကျွဲတနေ့လုံးမှာဒါနဲ့ကုန်သွားသဘောပါကြဘာနဲ့လဲကြတဏှာနဲ့လဲတာတစ်ချီဒိဋ္ဌိနဲ့လဲကြောက်เสียကြီးပါခင်ဗျားတို့ရှားနေတဲ့ဖြစ်ရလေဥမာရင်ဘယ်နဲ့နေတော့တို့တော့မကြောက်နဲ့ဖြစ်ပုံလေးတော့ပြရအောင်ဖြစ်ပုံလေးတော့ပြရအောင်ဓမ္မ
ဒါကတရားဓမ္မတွေခန္ဓာ၅ပါးခန္ဓာ၅ပါးရှိပြီးကြတာနေတော့ခန္ဓာ၅ပါးယောက်ျားခန္ဓာမိန်းမခန္ဓာပဲခင်ဗျားတို့ထားပါတော့ဒီခန္ဓာ၅ပါးနဲ့ဇေတန်ရောင်းပြီးကြတာနေတဲ့ပွဲစားလုပ်ပြီးကြတာနေကြဒီနားလုံးနေတဲ့ခါကြလို့ရှိရင်ဖြင့်တရားဓမ္မတွေကလည်းဆိုလို့ရှိရင်ဖြင့်စီးပွားရှာကြတယ်စီးပွားရှာတော့သူများကမဲလေဒီသက်တွေရင်းနဲ့ဘာဖြစ်လို့တရားကျစီးပွားတွေရှာနေကြတော့ဘုရားမောင်တို့ဘာလို့ရှာကြတော့ကို့အတွက်ပေါ့ဗျာဆိုတော့ဒီခါကြီးကိုယူပလိုက်ဘာနဲ့ယူလိုက်ကြတော့ဆိုတော့ဒီကဒိဋ္ဌိနဲ့ယူလိုက်ဒိဋ္ဌိနဲ့ခန္ဓာ၅ပါးကိုလုတ်ပလိုက်ကို့အတွက်ပေါ့ဗျာကို့အတွက်ပြန်လောက်ပါပြီကောဒါလို့ဆိုနေနိုင်ရှိပါပြီကောလို့ဥမာရင်တို့ကိုဘုန်းကြီးကသတိပေးလိုက်ဘုန်းကြီးကပြောတော့ကျောင်းကနေပြောတာအလွယ်လေးမှန်ပါပါဘုန်းကြီးများလို့အလွယ်လူရတာမဟုတ်ဘူးတပည့်တို့ကချမ်းရံနဲ့နေတာချမ်းရံပဲလှဲ့တယ်လှဲ့ပါချမ်းရံပဲလှဲ့တာကတော့တဏှာနဲ့လှဲ့ကိုယ်ပဲလှဲ့လိုက်တာကတော့ဒိဋ္ဌိနဲ့အချမ်းရံသာသမီတွေပဲလှဲ့လိုက်တာကတဏှာနဲ့လှဲ့ဒါတဲ့ဒီဓမ္မတွေစီးပွားရှာတယ်မရှာစီခြင်းလို့မဟုတ်ပါဘူးလက်ပုံနေရာမကျလို့ပြနေပါတယ်ဆိုတာသေချာမှတ်ကြပါလက်ပုံကနေရာမကျပါဘူးရွယ်ရီတရားကြားခဲ့တယ်ဘုရားတဆူတဆူမှတခါဟောတာနော်ဘုရားတဆူတဆူမှတခါပဲဟောတယ်လို့ဆိုတာဓမ္မတွေသေချာမှတ်ပါရွယ်မင်းကြောင့်ဒီရွယ်ကြီးအလုပ်တွေမသိသေးတော့ဖြတ်ဘုန်းကြီးကမဲတယ်ထားပါတော့မိတ်ဆွေသင်္ကတွေကမဲတယ်ထားပါတော့ကိုစားဖို့ဆိုတော့ကိုအတွက်ကလေးကိုလောက်ရသေးတာပေါ့မှန်ပါပါဒိဋ္ဌိကဘယ်ဘက်လှည့်သွားမှန်ပါပါကိုပဲလှည့်ခန္ဓာကိုယ်ကြီးကိုထင်လိုက်မှန်ပါပါဘုရားမောင်ဘယ်ဘက်လှည့်လိုက်ကိုပဲလှည့်ကိုစားဖို့လည်းလိုသေးတယ်ဗျာဒိဋ္ဌိပဲလှည့်လိုက်ပြီနော်တကယ်ကြည့်လို့လှည့်ဘူးရဲ့လားလှည့်ဘူးပါဗျာလှည့်ဘူးကနေတိုင်းလှည့်နေပြီးတော့မူးတောင်နေပြီလို့ပြောချင်အဲ့ဒါလောက်ဆိုရပါတယ်ဆိုတာလည်းပေါ်ကြပါပေါ်ပါဗျာနောက်တနေ့မေးပဲတော့ခင်ဗျာကြည့်ပြီဗျာကောင်းပြီဆိုပြောနေဘာလို့နေကြရှိသေးတုံးထိုင်ပါတော့လားလို့မေးတဲ့အခါကျလို့ရှိရင်ဟောဗျာပွားစည်းထားတာလေးတွေကမကင်းချမ်းရှိနေသေးတယ်ဆိုတော့တဏှာနဲ့တဲ့မကင်းချမ်းဆိုတော့ဘာနဲ့တဲ့မကင်းတာကတဏှာကမကင်းတကယ်ကြရမြလှဲ့လိုက်တဲ့ဖြစ်ချင်းဒိဋ္ဌိနဲ့လှဲ့လိုက်တခါတဏှာပါဗျာတဏှာနဲ့လှဲ့လိုက်ပါဗျာမသိပါဘူးခင်ဗျာမသိပါဘူးဒါနဲ့အခါနေတာပါဥမာရင်ဒါနဲ့ဘာလုပ်နေကြဖြစ်မှဖြစ်ရတယ်အပယ်သွားမလို့အခါနေတာမှန်ပါဗျာဘယ်သွားမလို့ဥပထွေတို့သေချာနာထောင်မှခင်ရတို့ရကြကိစ္စကိနာထောင်မှခင်ရတို့လုပ်နေရလို့ကအလွန်ကြောက်เสียကောင်းလုံးလို့ပြောပြီးဒီကရနေပါတယ်ဘုရားကလည်းဒီတိုင်းပြောပါကွာငါတဆူပွင့်တဲ့အခါမှာဒီဥစ္စာကိုမှမင်းတို့ညာရောက်အောင်မပြောနိုင်လို့ရှိရင်ဒီဓမ္မတွေအပယ်လေးပါကိုယ်မဟိတက်เสียမရှိဘူးဓမ္မတွေညာနာနဲ့သေချာထောင်ကြပါနော်အမတ္တမရေးကြည့်တဲ့ချက်ကိုပြောနေဖို့ဆိုတဲ့ဥစ္စာကဲတကယ်ကျဆိုင်မြထိုင်နေတဲ့ကတိုင်မြထိုင်ပြီးကလာနေတဲ့ချိန်ကြလို့ရှိရင်ဖြင့်ဆရာဘုန်းကြီးလာတဲ့ခါတကယ်ကျလုံးမရသေးဘူးလားဗျာဆိုတော့ကိုရေးကလူသေးတကူဗျာမှန်ပါပါသမညဆရာသမားဆိုရင်ဒီတိုင်းသူပြောမှာပဲပြောပါဗျာဥမာရင်ဘယ်လိုပြောမှထင်ဒီတိုင်းနဲ့တော်ခဲ့နေပြီကောကိုရေးဆိုလို့ရှိရင်ခင်ဗျားတို့ရှိတယ်နဲ့ထိုင်စားလို့ရှိရင်ပြသိမှနဲ့တိုင်းလိုက်ရှိပိုးတောင်နေပါသေးတယ်လောင်းပိုးတောင်ကြံပါသေးတယ်မကြံဘူးလားကြံမကြံရတော့လေဥဒ္ဓမောင်တို့ဥပထေတို့ကဆင်ကြီးလဲလိုက်ကို့အတွက်ကြတယ်ကျင့်တိမ်တော့ပါပြီကိုကပွားထားတဲ့မျက်စိသင်္ကန်းနေမှဆိုလို့ပိုးလုံးနေရတယ်မှန်ပါပါတခုနဲ့အခါမြင်မှန်ပါဗျာဒေသနာနဲ့အခါမြင်မှန်ပါပါကို့အတွက်ဆိုတော့ဗာနဲ့အခါဘုစုခရုတွေကဗျာမိစားနေတာတွေကမနေဘူးဗျသူတို့ကခြေတော့မတန်ဆွမ်းသေးဘူးဗျကြံမရှိသေးဘူးဗျဒါကြောင့်ကိုယ်ဆောင်ပါခြင်းနှုတ်ဆောင်ပါခြင်းနဲ့မကင်းတရားတွေကရှိနေတော့ဟောလာမကင်းတရားတွေတဏှာဘူး
မကင်းတရားလေးရှိနေတော့တပည့်တော်များမှာရှင်ပြန်များလို့လည်းကြွကြွလို့မထွက်နိုင်တော့ဟောဒီမထွက်တော့ဘူးပြောတာဘိုးထဲကမထွက်တော့ဘူးဒါကကျဘာလဲသူကသူပြာလေးပေးသွားတယ်ပေးပါဘယ်လိုများပေးလဲဘိုးထဲမထွက်တော့ဘူးဘိုးထဲကမထွက်နိုင်သေးတော့ထုံးမှလည်းမဟုတ်ပါဘူးသူကမထွက်နိုင်သေးတော့ဆိုတဲ့ကောကဒကာဓမ္မတွေအတော်ကြောက်ကြကောင်းနေပြီဟောသူများကမထွက်ဘူးလားပြောတာလားကိုကမထွက်ဘူးပြောတာလားကိုကမထွက်ဘူးပြောတာဖြစ်မှဖြစ်ရတယ်တကားကျွဲခင်ဗျားတို့ပြောတဲ့စကားထဲမှာဘဝမထွက်ဘူးဆိုတော့ဘုကလေးကမကျွတ်သေးတော့ဒီလိုပဲဗျာတဝဲလည်းနေရသေးတယ်မှန်ပါပါအစရှိတွေနဲ့တဲ့သာရသမီးတွေပဲလှည့်ပြီးအခန့်လိုက်တဲ့ခါကောမပါဘူးဒါဖြင့်နေတိုင်းလုံးနေတာဒီအခန့်နှစ်ခုနဲ့လုံးနေတာနေတိုင်းလုံးနေကြတာဒိဋ္ဌိနဲ့အခန့်လိုက်ပြီးတော့တဏှာဥပဒေဘာနဲ့အခန့်အိုးခွန်ကြီးတို့ဓမ္မတွေစီးပွားရှာနေတာလားအောင်းမိတ်နေတယ်တဲ့စီးပွားရှာနေတာအမြင်တော့စီးပွားရှာတယ်အမြင်တော့စီးပွားရှာနေကြတာမှန်ပါပါအရောက်ကတော့ပြန်ပယ်လေးပါရောက်မှန်ပါဗျာအမြင်တော့ပြန်စီးပွားရှာနေတာပဲရှာရင်မှတ်တယ်နဲ့ပယ်လေးပါရောက်မှန်ပါဗျာဓမ္မတွေသိချကြည့်ပါသိချကြည့်ပါဓမ္မတွေဒီတရားမျိုးအမတန်မှလည်းခဲရမှာလေခင်ဗျားတို့သံမြင်ညသီလတရားနဲ့ဆိုလို့ရှိရင်ဒါအပြစ်မရှိပါဘူးမှန်ပါဗျာဝိပဿနာတရားနဲ့ကြလာတော့ခင်ဗျားတို့ထွက်ရလံအစ်စ်တရားနဲ့ကြလာတော့အပြစ်ကရှိတယ်မှန်ပါဗျာခန္ဓာကိုယ်ကြီးကိုငါစားဖို့ဆိုပြီးရှာတော့ခန္ဓာကိုယ်ပေါ်မှာငါဒိဋ္ဌိနဲ့မစွဲဘူးလားမှန်ပါဗျာဟောဒိဋ္ဌိလေးပေါ်လာတာဝန်းထဲမှာပဲပေါ်ပါတယ်မှန်ပါဗျာမဟုတ်ပါဘူးဒါကိုစားဖို့ဆိုပြီးရှာတော့ခန္ဓာကိုယ်ကိုထင်တဲ့ဒိဋ္ဌိပေါ်လာတယ်ဆိုတာလေဒကာဓမ္မတွေအမြင်သားဘူးမြင်ရတယ်ဘူးဒိဋ္ဌိပေါ်လာတော့ပြိဿသမုပ္ပါကမနေပါဘူးဒကာသိရဒိဋ္ဌိပါဒံဆိုတာနောက်ကလိုက်ဒိဋ္ဌိနောက်ကဒိဋ္ဌိပါဒံလိုက်နောက်ကနေပြီးကြလားဥပါဒနာပစ္စယကမ္မကိုလိုက်မလိုက်ဘူးလားကာယကံဝစီကံနေနဲ့ပြောလိုက်ဆိုလိုက်တယ်မလိုက်ဘူးလားဒါဖြင့်ဒိဋ္ဌိရှိလို့စွဲစွဲလန်းလန်းတရားဓမ္မတွေကိုယ်ခန္ဓာကိုစွဲစွဲလန်းလန်းဖြစ်တဲ့ဥပါဒဏ်လားဥပါဒဏ်လားတော့ဒီခန္ဓာကိုယ်ကြီးကိုသူချင်းတူသူချင်းမြတ်မြတ်ဝဲရစားရအောင်ပြုမဲ့စုမဲ့ဆိုတဲ့ကာယကံဝစီကံတွေကိုထားမလို့ဘူးလားဒါဖြင့်ဒိဋ္ဌိပါဒံဒိဋ္ဌိအုပ်ချုပ်တဲ့ကံကဲတကယ်တကကမ္မဘဝပြည့်စရာရိုးရိုးမလို့နဲ့လေရိုးရိုးမလို့ပါနဲ့ရိုးရိုးဆိုရင်ဒီဟာတွေပါကုန်မှာဆိုလို့ဒိဋ္ဌိကအပယ်ကျစေတဲ့ဒိဋ္ဌိအုပ်ချုပ်တဲ့ကံကရောဒါကြောင့်တရားဓမ္မတွေဒီဘက်မှာအပယ်စာတိစရာမရဏဆိုပြီးသုံးလုံးချလိုက်ပေါ်ရဘာလို့ကိုရကြတာတုံးဆိုတော့ကိုယ်လည်းစားဖို့ပေါ့ဗျာဟုတ်လားကိုယ်လည်းစားဖို့ပေါ့ဗျာဆိုတာသူကပြောတာမှန်ပါပါဘယ်သူကပြောတာကိုယ်လည်းစားဖို့ဆိုအဟုတ်ကိုစားဖို့လားလို့ဆိုလို့ရှိရင်အဟုတ်ကိုစားဖို့ဆိုတော့ဥပါဒာမပြောဘူးဒါပြန်ခင်ဗျာထိုင်နေသလားအထုတ်နေသလားစားဖို့တော့ဖို့လို့ကိုရောနှုတ်ရောအထုတ်ပြောရဆိုရလုပ်ရသေးသလားလို့မေးလို့ရှိရင်ဘယ်နဲ့ပြောလဲဒါပြန်ကာယကံမရှိကဒီတစ်ခုကဘာပါလဲဒါပြန်မသေးခင်တော့ဖြင့်ဒိဋ္ဌိအုပ်ချုပ်တဲ့ကံဒိဋ္ဌိပါဒံဒိဋ္ဌိအုပ်ချုပ်တဲ့ကံနောက်တစ်ခါလဲပြန်တော့လဲဒီတိုင်းနဲ့သေတော့ကမ္မဘဝပြည့်စရာဒကာဓမ္မတွေရသမှာကမ္မဘဝပြည့်စရာမှန်တယ်ဒါလျှော့ဟောရင်ဘုန်းကြီးပဲရောက်လျှော့ဟောရင်ပဲရောက်ဘာဖြစ်လို့လဲဆိုတော့ဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ကပဲသွားမှာရှင်းမလားရှင်းပါပါဒါပြန်ဒကာဓမ္မတွေကိုယ်သောအထိတ်မှကိုမဖြုတ်နိုင်တဲ့ကာလပတ်လုံးဒိဋ္ဌိပြုတ်ပါမပြုတ်ပါဘူးကိုစားဖို့ပြဆိုတော့ဒီခန္ဓာ၅ပါးကိုခန္ဓာ၅ပါးထင်သေးရလားကိုယ်ပဲထင်သလားကိုယ်ပဲထင်တယ်ဆိုတာဥမာလည်းညင်းဖို့လိုသေးလားမလိုပါဘူးဗျာဥဒ္ဒမောင်ညင်းဖို့လိုသေးလားမလိုပါဘူးဘာလို့ဥဒ္ဒမောင်တို့ဒီလိုကြီးလုံးနေပါလဲကိုယ်စားဖို့ပေါ့ဗျာဒီကိုယ်စားဖို့ဒီကိုယ်စားဖို့ဘယ်သူကပြောတာလဲဒိဋ္ဌိကပြောတော့ပြိဿသမုပ္ပါကဥမာရင်ရပ်ပါရပ်ပါဗျာမရပ်ဘူးဆိုတော့ကကျွဲသိကြပါလားသိကြပါဗျာဒါဖြင့်ဒိဋ္ဌိပါဒံ
ဥပါဒနာပစ္စယကာမဘဝပစ္စယသေရိချမဲ့နဲ့ဩဒါဖြင့်ဘုရားတဆူတဆူမှတခါဟောတယ်ဆိုတော့ဒါဖြင့်ရှင်ဘုရားလိုတော့ဖြင့်စီးပွားရှာစားဖို့တောင်တော်ခဲနေပြီဥမာလည်းလဲမယ်သူတို့ကရှာခြင်းတဲ့ဘက်ကလူကိုတခါကျလည်းလဲမှာပဲလဲမှာပါဘုန်းကြီးရတပါးလည်းပါပဲမထူပါဘူးခင်ဗျားတို့အကုန်မှာပဲအတော်ဆိုးနေပြီဆိုတော့ပေါ်လာကြကဲဒါဖြင့်ဒကာဓမ္မတို့ဒါဖြင့်ကိုဟူသောအထိမ်းမှကိုမဖြုတ်နိုင်သေးကာလပတ်လုံးဒိဋ္ဌိလားဒိဋ္ဌိပါဒဒိဋ္ဌိအုပ်ချုပ်တဲ့ကံမလားပဲဘူးလားဒါပါလိုက်မလဲလို့မဲလုံးထုတ်တော့မှာတဲ့အရိယာဓမ္မအများတို့မကြိုးစားလို့ဖြစ်ရတာဘယ်နဲ့ကြောင့်ဖြစ်ရလဲအရိယာဓမ္မမကြိုးစားလို့ဖြစ်ရတယ်ဆိုတော့ကိုယ့်အတွက်ရှာတယ်လို့ဆိုတဲ့အဓိပ္ပာယ်ဒီကားလို့ဆိုရင်ဖြင့်ပရိစ္ဆေသမုပ္ပါဒေသနာတော်နဲ့ဥပထေရဥတ္တမေဥတ္တမောင်တို့ဘုန်းကြီးလျှော့မဟောနိုင်တော့မဟောနိုင်ဘူးဒါကဒီစဉ်အတိုင်းမသွားပါနဲ့ဆိုလို့ရပါမရပါဘူးဘုရားတောင်းမရပါဘူးခင်ဗျားတို့ဘုန်းကြီးပေးတဲ့ညာနဲ့တိုင်းကိုညာနဲ့ကိုတိုင်းရဘုရားကိုယ်တိုင်ကိုတော်ကြီးဒီနာကထိုင်တာဒီပရိစ္ဆေသမုပ္ပါမရဘူးဘုန်းကြီးကဒီနာဒကာဓမ္မတွေကြီးကိုမောင်တော်မေဥပါတွေတော်ဘုရားကြီးပဲဆိုပြီးထိုင်တာခင်ဗျားတို့ဝန်ထဲမှာတန်းနေလို့တကယ်တည်းရကုန်မရရင်းမရဒါဖြင့်ဒီဥစ္စာဟာဒကာဓမ္မတို့အရိယာဓမ္မဖြစ်တဲ့ဥစ္စာကိုခင်ဗျားတို့ကြိုးစားလိုက်ပြန်တော့လေလွတ်သွားတာရှင်းပြီနော်ဒါကြွေကိုတက်တော့သဘောတော့ဖို့လုံလောက်ပြီမဟုတ်လားလုံလောက်ပါဘယ်နဲ့ကြောင့်ဒါကြွေတို့ဥမာရင်ကြီးတို့သမ်းမောင်တို့ကချဲ့နေရသေးတယ်လို့မေးတော့တကူကြီးတကားရမဟုတ်ဘူးဖေ။လာပြီခင်ဗျားတို့ဆင်ကြီးကဘာလဲတော့တကူကြီးတကားငါကလည်းတကူကြီးတကားနေခြင်းနဲ့စိတ်လည်းမရှိပါဘူးဆင်ကြီးသာလဲတာပါဆင်ကြီးသာလဲတာပါတကူကြီးတကားရလည်းမဟုတ်တော့ရှင်ပြဲများလို့မလွယ်ဘူးဖေ။မကင်းတရားတွေကသိမ့်များဒါဆင်ကြီးလဲကြမလားမလဲကြဆင်ကြီးလဲတာကအဟုတ်ကိုပြောတာအမှန်တော်ရဲပါလားဟုတ်ကိုပြောတာမကင်းတရားရှိတာမကင်းတရားရှိတာလည်းကျုပ်တော့မှန်ပြောလိုက်တာပဲဟုတ်လားဟုတ်ဒါဖြင့်မကင်းတရားရှိတာဒီဘက်ကသာသမီခန္ဓာ၅ပါးတွေအကြောင်းရင်းခံပြီးကြလားသူပြတယ်လားမပြဘူးလားဒါမကင်းတရားဆိုတော့မကင်းတာတဏှာပြည့်เสียဥပါဒနာပြည့်เสียကာမဘဝပြည့်เสียဒါခမည်းတော်ရှားနေတဲ့အပြစ်ကဖြင့်ကိုယ့်ဘုရှားလို့ရှိရင်လေဒိဋ္ဌိပါဒံဒိဋ္ဌိဥချုပ်တဲ့ကံသေရိချမဲ့နဲ့ပဲချသည်ရှင်းပြီမကင်းတရားနဲ့ကိုယ့်အတွက်ကတော့လုံလောက်ပါပြီဘာလုံလောက်တာလည်းမပြောတတ်ပါဘူးရတာတော့ဘယ်လေးပါပဲလားသဘောကျကိုယ့်အတွက်ကတော့ကြော်ပဲနဲ့လေဘာတွေလုံလောက်နေတာတော့မပြောရှင်းမလားဘာတွေများလုံလောက်နေပဲလုံလောက်ခင်ဗျားတို့ပြောတာကတော့ကိုယ့်အတွက်ကလုံလောက်ပါပြီတဲ့ဒီမကင်းတရားလေးတွေကိုယ်မြူထားတာလေးတွေကရှိပြီးဒီကလာနေတော့ဒါလေးတွေမျက်စိသင်ငယ်နဲ့နေမှဆိုတော့လူအောက်ကြမှဆိုရင်လည်းဗျာဆိုပြီးဒကာဓမ္မတွေကဒီသားသမီးတွေကုညီခြင်းနဲ့စိတ်မများဘူးလားမများပါဘူးသူတို့လူအောက်ကြမှတော့မဆိုရင်ဘူးလားကိုယ်ပဲကြမှတော့ဆိုရင်ဟာဝါကြမလေးကြောက်เสียကြီးပါလားဒကာဓမ္မတို့ဒီကလေးတွေလူအောက်ကြမှာတော့ဗါတဲ့ကိုယ်ပဲကြမှာတော့ရဲကြမှာပဲဗျအတော်ဆိုးနေပြီဆိုတာမပေါ်ကြသေးဘူးလားဒါမသိလို့ခေါ်ပြောနေတာနော်ဒီနေရာမှာညံဝင်လိုက်ရင်လည်းတစ်ချက်ချင်းနဲ့တခါသိပြီးပါတယ်သို့တော်လေတဲ့ခင်ဗျားတို့ကအခုပြောတဲ့နှစ်ချက်နေရာမှာညံဝင်ပြီးဗလားလို့မေးတော့ဥမာရင်တို့မဝင်ရသေးပါဘူးဘုရားပဲဖြေရမှာဘုရားမမေးနော်ညံဝင်ရပါဘူးဒီတိုင်းရှာတော့မှာပဲဗျာတခါကျညံဝင်ပြီးဗလားဝင်ရပြီပါဗျာဖြစ်မှဖြစ်ရတယ်အတော်ဆိုးနေပြီဒကာဓမ္မတို့သေးသေးချာချာညာနာနဲ့ထောင်ကြည့်တော့ဒါအိမ်တွင်းကနေသွားတဲ့အပယ်လေးပါဆိုင်နေရင်ဆိုင်ရင်သွားတဲ့အပယ်လေးပါ
အိမ်ထဲမှာစီးပွားရေးအကြံထုံးနေရင်မှတန်းနဲ့သွားတဲ့ခင်ဗျားတို့သူများပို့တာမစောင့်တော့ကိုယ့်အိမ်ကကိုသွားမယ်ပြောတဲ့အဓိပ္ပာယ်ရောက်ပါဘူးသဘောကျကိုယ့်အိမ်ကကိုဘယ်သွားကြမှာဉာဏ်နဲ့စဉ်းစားပါနော်ဉာဏ်နဲ့စဉ်းစားပါဒီဥစ္စာဒီကဇာတိကြောင့်ပြထားတဲ့ဒိဋ္ဌိပွာဒံဒိဋ္ဌိအုပ်ချုပ်တဲ့ကံအသေးသေးချမဲ့အပေဇာတိဒါဘယ်ကနေသွားတာတုံးလို့မဲတဲ့ခါကြတော့ကိုယ့်ဖို့လို့ရကသွားရှင်းမလားကိုယ်ကတော့လုံလောက်ပါရဲ့ဗျာအခုရှာနေတာကကိုယ်ကတော့နေချင်းနဲ့သေးချင်းကများပါလေသို့တော်လည်းသူတို့ခြေရလက်ရလေးလက်ထပ်ရပြီးဒီကလာလူအောင်မကြအောင်လို့တပည့်တို့လူကြီးဝတ်တရားကလည်းရှိသေးတယ်ဒါကြလူကြီးဝတ်တရားကဗါတဲ့ရှိသေးပါလေမလေးကြောက်စရာရှိပါလားလူကြီးဝတ်တရားကတည်းရှိသေးဆိုပါလားလူကြီးဝတ်တရားမကျွတ်သေးဘူးပေါ့လေကဲရှိပါသေးတာခင်ဗျားတို့ဗျာဒိတ်နဲ့ခင်ဗျားတို့ပဲဒါဖြင့်အဲ့ဒီကြတော့သူတော်ဘာငဲ့တဲ့တွေ့အလုံးတကာဓမ္မတွေသူတော်ဘာခင်မှုဝင်မှုမကင်းတရားရှိတဲ့အတွက်မကင်းတာကတဏှာမကင်းမှုဆွဲလန်းတာကမကင်းမှုကြောင့်ကာယကံဝစီကံနဲ့လောက်တာကကာမဘဝပြည့်စရာဒီလူကြီးတွေစီတော့ဘယ်တော့ရိပ်မိပြီဒါကမကင်းတရားနဲ့ကြာသွားရှင်ဖန်ကကိုယ်ပုံနဲ့ကြာရှင်းပါမကင်းတရားနဲ့ကြတာကြိုက်သလားကိုယ်ပုံနဲ့ကြတာကြိုက်သလားတရားဓမ္မတို့သိသိချာချာနားထောင်ကြည့်မှဒီအယုတ်ဆိုးကြီးအတော်ကြီးတယ်နော်ခင်ဗျားတို့ကိုယ်တိုင်ဒီတိုင်းရှာနေ냐တော့လေဒီကအပယ်လေးပါးသွားပါလားလို့တခါတက်မတွေးမိဘူးမတွေးမိတဲ့ပြင်ခင်ဗျားတို့ကဖုံးလိုက်သေးတယ်ဒီလိုကိုယ့်အတွက်လည်းရှားတာလေးကနည်းနည်းပို့သာသမီတွေအတွက်ကလည်းနည်းနည်းလုံလောက်နည်းနည်းပို့လို့အရှင်ဘုရားတို့ဆွန်းတို့ကွန်းတို့လောင်းနေတာပေါ့အမှဖုံးနေသေးတယ်ဆွန်းလိုက်ကွန်းလိုက်နဲ့လာဖုံးနေသေးတယ်မဖုံးနဲ့ခင်ဗျဆွန်းမတတ်နိုင်ဘူးကောင်းတော့မတတ်နိုင်ဘူးတရားဓမ္မတွေကိုလမ်းသာကိုသွားရှုံးနေနဲ့သဘောပါခိုင်းဒါတွေကဘယ်နဲ့ကြောင့်မဖုံးနဲ့လို့ဆရာဘုန်းကြီးကဆိုရတော့လို့တရားဓမ္မတွေမဲလို့ရှိရင်ဖြင့်ပူတာထူတာဘုရားသိရငါ့ကိုပြည့်ပြီးမှပါတော့ထူတာပါဗျာသာသမီကိုပြည့်ပြီးမှထူတာပါဗျာဒါဖြင့်အပူတွဲဖယ်ရမယ်တရားဓမ္မတော့အပြည့်အစုံကတော့အပယ်ပဲရအပြည့်အစုံကအပယ်ပဲရအပူတွဲကလေးပဲသုတိရောက်ရိမ့်ပြီတဲ့လက်ချက်ဆက်ကောင်းပါသေးသေးချာချာဉာဏ်နာနဲ့စဉ်းစားကြည့်တော့မှဩဒီနေ့ငါဒီချိန်ပေါင်းဘယ်နှချိန်ပါလိမ့်မလဲလို့ဒါသေးတုံးမှလည်းစဉ်းစားကြည့်မရတော့နိုင်ရတတ်နိုင်မှာဒီနေ့တော့ပြင်ကိုယ်တော့စီပြီဒီနေ့ကိုယ်တော့စီပြီဒကာဓမ္မတို့ကိုယ်တော့စီပြီဆိုတဲ့ကဒိဋ္ဌိလားကိုယ်အတွက်တည်းမကဘူးဒီနေ့တော့ဖြင့်သားရသမီးတွေအတွက်ပါပဲလုံလောက်တဏှာနဲ့သွားလိုက်ပြီဥမာလေဒီနှစ်ခုပရိစိတ်ခုရဲ့လားစိတ်ခုပါလေတခါကျွဲရောဘာစိတ်ဓာတ်တော့မမြောက်စားရောက်မှရောက်ပါမလားလို့စိတ်ဓာတ်လားရောက်ပြီးသားသိကြတာစိတ်ဓာတ်လားရောက်ပြီးသားသိကြတာစိတ်တဲ့အတိတ်ပဲဒကာဓမ္မတွေဒါအရိယာဓမ္မဘုန်းကြီးကသွမ်းမပေးလို့ရှင်းဒကာတဲ့ဒါဘုန်းကြီးဒီစကားတက်လို့ပြောတာလားဖြစ်စဉ်ကြိုက်ပြောတာလားကဲခါဒကာကျော်ဒီကကြီးပရိစ္ဆေသမုပ္ပါဒကြီးဥမာရင်ဒါကကြီးဘုန်းကြီးဒီစကားတက်လို့အမျိုးမျိုးဘုံဘုံဟောပြောလေလို့ဒီလိုမယူပါနဲ့သူပရိစ္ဆေသမုပ္ပါဒကိုလွတ်ပြီးဒီကလာဘုန်းကြီးကဟောတာမဟုတ်ပါဘူးရှင်းမလားဒီပရိစ္ဆေသမုပ္ပါဒကဒကာဓမ္မတို့ကိုယ်ဘုံဆိုတဲ့ဒီကိုယ်ဆိုတဲ့ဥစ္စာလေးကိုထင်တာလေးကဒါဒိဋ္ဌိလားသိကြပါလားကိုယ်ကိုဆိုရဲကခန္ဓာကိုယ်ခန္ဓာ၅ပါးအနိစ္စတရားလို့ယူသေးရလားကိုယ်တကယ်ကိုယ်လို့မယူလိုက်ဘူးလားယူလိုက်ကြရသူပါဆိုကြဒိဋ္ဌိလာတဲ့ခါကျတော့ဥမာရင်ဒိဋ္ဌိပါဒံရပ်ပါဒိဋ္ဌိအုပ်ချုပ်တဲ့ကံရောခင်ဗျားတို့ကလည်းရအောင်ဘာတစ်ခုမှဒီကြားထဲမက်သွန်းတာမဟုတ်ဘူးသိသေးလားမသွန်းတော့သူကရပ်ပါမရတော့ဒိဋ္ဌိအုပ်ချုပ်တဲ့ကံဒိဋ္ဌိပါဒံဒိဋ္ဌိအုပ်ချုပ်တဲ့ကံကမ္မဘဝပြည့်စရာအပေဇာတိဆိုတာကညင်းလို့ကိုမရရှင်းညရှင်းပါကြောက်เสียကြီးပါလားဒကာဓမ္မတွေဒါကြောင့်အားလုံးဒကာဓမ္မတွေသွန်းလေးကွန်းလေးလောက်နဲ့မဖုံးလိုက်ပါနဲ့
ကြောင်းလေးကံလေးဆောက်ပြီးတာနဲ့ကောမဖုံးနဲ့တဲ့ဒီအကြီးကျိန်နဲ့ကြောင်းဆောက်တဲ့အချိန်နဲ့ကဲချိန်ရတယ်ဘယ်သူကအချိန်မြဲအရေးအတွက်များဒါကနေတိုင်းမဟုတ်လားကျောင်းဆောင်နေရင်ကဒါကလုံးရပဲလုံးရပါဘုရားတည်နေရင်ကောရောလွန်လာကြည့်လာတယ်ကမှကျောင်းဆောက်တာဖြတ်စီပွားရေးတခြားဗျဒီတော့အလုံးမပြတ်ပါဘူးဗျကျောင်းလာကြည်ညာတယ်အင်းကဝင်ငွေရှိရပါပဲဒီလိုများအဲ့ခံကြသေးလားဒါအိမ်မှာလည်းဒိဋ္ဌိမပြတ်ပါဘူးရင်းပြီဗလားအိမ်မှာလည်းဒိဋ္ဌိမပြတ်ပါဘူးတဲ့တဏှာလည်းမပြတ်ပါဘူးတဲ့အဲ့ဒါဒီလာလောက်တဲ့ဥစ္စာဟာလည်းတက်ကုသိုလ်အညွန့်ပေါက်တာပါပဲအိမ်မှာမဲခွက်ကြီးတွေကဒုတက်နေတာဘယ်မှမပြောဒါလေးညွန့်တက်တယ်လားပြောနေတော့ဒကာဓမ္မတို့သိဆိုးရတယ်ဒကာသိရင်းပြီရှင်းပြီနော်ဒါအဲ့ဒီကြားကိုကွာတဲ့မင်းတို့တတ်နိုင်လို့ရှင်းဖြင့်အရိယာဓမ္မသွန်းပေးလိုက်ပါကဲဒကာဓမ္မတွေဒီကြားဘာသွန်းပေးရသွန်းမပေးလို့ရှင်းမင်းတို့ဒကာဓမ္မတွေအကုန်ပဲသွားတယ်ရှင်းပါအရိယာဓမ္မကမှလည်းဒကာဓမ္မတွေဒီပရိစ္ဆေသမုပ္ပါကိုဖြတ်နိုင်မှာအရိယာဓမ္မမဟုတ်လို့ရှင်းကဲဒါဖြင့်သမုံတို့အေးကြီးပါဗျာဘုရားထိုးပဲနဲ့အေးကြီးပါဗျာဘလူကဲမဲ့ဘလူတဲ့ဗျာအေးကြီးပါဗျာဒကာကျော်ရိပ်မိဗလားရိပ်မိပါအားလုံးဒကာဓမ္မတွေနာကြီးကြီးနဲ့ထောင်စံပါဘာမှဖြတ်နိုင်တယ်အရိယာဓမ္မပဲမင်းတို့အားကိုးရရှိတော့တယ်ရှင်းမလားအရိယာဓမ္မပဲဒကာဓမ္မတို့အားကိုးရရှိတော့တယ်ဆိုတော့အရိယာဓမ္မဆိုတာဒိဋ္ဌိလည်းဖြတ်တယ်တဏှာလည်းဖြတ်တယ်ကံကိုကဲဒီမှာလည်းရိပ်မိတော်သေးတယ်ဗျာမှန်ပါပါတော်သေးတယ်ဗျာတပည့်တို့ဒီအချိန်မောင်းဖြင့်မရတွက်နိုင်ဘူးလူလားမြောက်တဲ့အချိန်ကစပြီးဒီပရိစ္ဆေသမုပ္ပါကြီးလောက်တာပဲတကယ်တည်းလူလားမြောက်တဲ့အချိန်ကစပြီးတဏှာပရိစ္ဆေသမုပ္ပါဒိဋ္ဌိပရိစ္ဆေသမုပ္ပါဒါလူလားမြောက်တဲ့အချိန်ကစပြီးဒီကလာဒကာဓမ္မတို့အပေကြီးတိုင်းတိုင်းလေးတာဘယ်တိုင်းတိုင်းလေးကြဒါကြောင့်ဘုန်းကြီးတို့ဒကာဓမ္မတွေအရင်နေ့တွေမို့ဒီလာပြီတရားဓမ္မကြိုးစားကြနေယူကြဆိုတာဘုန်းကြီးကဝမ်းသာဘယ်နဲ့ကြောင့်ဝမ်းသာလဲဆိုလို့ရှိရင်သူတို့အချိန်မီသေးတယ်အပယ်လေးကတကားပုတ်အချိန်မီသေးတယ်မဉ္ဇဉ်ရဖို့အချိန်ရှိသေးတယ်မိဘရွေးရနဲ့သွားရင်သွားရောဟေးဆိုတော့ဒကာကျွဲဒါဝမ်းမြောက်စရာမှန်ပါဗျာကဲဥမာလည်းတို့ဘာတော့ညာအရိယာဓမ္မကြိုးစားခြင်းမိသေးတယ်မဟုတ်လားမိပါပါဗျာကဲဘုရားထိုးတယ်ဗောမိသေးတယ်တော်သေးတယ်နော်ခင်ဗျားတို့မှာဆေးချက်ရှိသေးတယ်ဒါခင်ဗျားတို့ရှေးကပုဂ္ဂိုလ်တွေရှေးကနည်းနည်းဒီလိုအရိယာဓမ္မဝါဒနာမပါတဲ့ပုဂ္ဂိုလ်တွေဟောမှပြောမှပုဂ္ဂိုလ်တွေနဲ့မကြုံတဲ့ပုဂ္ဂိုလ်တွေကြတော့ဒါရတော့မှလည်းကတက်ကြီးတဲ့လူတွေဆုံးဖြတ်ချက်ချကြည့်အရိယာဓမ္မနဲ့ဖြတ်လိုက်ရရလားမေးမနဲ့ပြောကြဒါနဲ့မသွားတာမသွားဘူးကြောက်เสียကြီးပါကြောက်ကြပါဘုလားဘူးပေါ်ပြီပေါ်ပါပြီခိုင်းတရားဓမ္မတော့ဘုရားတဆူမှအရိယာဓမ္မတခါပေါ်လာတယ်ဆိုတာတော့သိကြပါလားသိကြပါဘူးအဲဒါဖြင့်တရားဓမ္မတော့အရိယာဓမ္မနဲ့ဖြတ်ပြနော်ဖြတ်မပြခင်ဟောတဲ့အရိယာဓမ္မမရှိလို့မင်းတို့အရိယာဓမ္မအာမကိုလို့ဖြစ်တဲ့အယုတ်ဆိုးမှုလေးဘုရားကရှင်းဥစွာဟောပါဦးနဲ့ငါဟောကြလားကဲဒါဖြင့်တရားဓမ္မတော့မြတ်စွာဘုရားရှင်ကိုရမေကြီးသာဝတိပြည်ခြေတော်ကျောင်းတော်မှာသတင်းသုံးနေတယ်မြတ်စွာဘုရားရှင်ကိုရမေကြီးသာဝတိပြည်ခြေတော်ကျောင်းမှာသတင်းသုံးနေတဲ့အခါကျလို့ရှင်ရန်တွေအကုန်စုလာလူတွေလည်းလာကြဘ누구တောင်းမှလည်းမဟုတ်ဘူးငါတို့ဘုရားဖြစ်တဲ့အခါမှာဒီချိန်ပြောရမယ်ဝတရားမင်းတို့ပြောပြမယ်ဆိုပြီးအားလုံးအပုဂ္ဂိုလ်တို့တရားဟောလိုက်ငါကကွာတဲ့ဘုရားဖြစ်တဲ့နေ့ကစပြီးဒီကလာတဲ့အိမ်နဲ့အိမ်ကြားမှာအိမ်နဲ့ကလည်းမြန်ချမ်းဆိုင်ပြီးဒီကားပုတ်တယ်ဘုန်းကြီးကတကားနဲ့ဒီငါတကားနဲ့ငါအလဲကနေထိုင်ကြည့်နေဘုန်းကြီးကလူဆင်းသွားတယ်လည်းမြင်တာပဲကွာဒီငါလူတက်သွားတယ်လည်းမြင်တာဘာကြောင့်လို့ဆိုတော့ငါကဆင်းတာတက်တာမြင်တဲ့နေရာကနေတာကိုကွာထို့တူပဲတဲ့ငါဘုရားသခင်ကိုယ်တော်ဘုရားဖြစ်တဲ့နေ့ကစပြီးဒိဗ္ဗစက္ခုဝိညာဉ်နဲ့ငါကြည့်လိုက်နတ်ပြည်တက်သွားတဲ့ပုဂ္ဂိုလ်လည်းငါမြင်တာပဲအပယ်ဆင်းသွားတဲ့ပုဂ္ဂိုလ်မြင်တာပဲတဲ့ဒါသူများပြောနဲ့ငါမဟောဘူးငါအမြင်နဲ့ငါဟောမဟေ့ဒကာဓမ္မတို့ဘာလဲ
အခုဟောမဲ့တရားဓမ္မတို့ဘုရားသခင်ကိုရမေကြီးကငါဖျားပြတဲ့နေ့ကစပြီးအိမ်နေရမှာထိုင်းနေတဲ့ပုဂ္ဂိုလ်နဲ့ငါတူပါတယ်ဒိန်ကလူကသူ့အိမ်သူတက်သွားတယ်ငါမြင်လိုက်တာပဲဒိန်ကလူကအောက်ဆင်းသွားတာလည်းငါမြင်လိုက်တာပဲထို့တူပဲတဲ့ငါဒီကြည့်နေတယ်တဲ့ဒိဗ္ဗစကုဘိညာဉ်နဲ့လူပြေကနေပဲဆင်းသွားတယ်လည်းငါမြင်လိုက်တယ်လူပြေကနေတော့သူဒီနိဗ္ဗာန်တက်သွားတယ်လည်းမြင်လိုက်ပါဗျာငါဒီအဲ့ဒီလိုမြင်လို့သူများပြောသံရားနဲ့ယခုဟောတဲ့တရားဟောသည်မဟုတ်ဘူးကိုယ်တိုင်အိမ်တစ်ခုကြားမှာထိုင်ပြီးကြည့်ပြီးအမြင်နဲ့ပြောတဲ့တရားလို့မှတ်ပြီးမင်းတို့နာစမ်းပါရှင်းမလားရှင်းပါဗျာဒီနှလုံးသွင်းကြပါဒကာဓမ္မတို့ဘုရားသခင်ကိုရမေကြီးဆင်းတာလည်းမြင်တက်တာလည်းမြင်နဲ့ငါကိုယ်တိုင်မြင်တဲ့တရားငါကိုယ်တိုင်မင်းတို့ဟောမယ်ဆိုပြီးကြလားဟောလိုက်ပါလေတဲ့ဘယ်လိုဟောတော့ဆိုတော့ငါဒီကားလို့ဆိုလို့ရှိရင်ပြန်ပယ်သွားတဲ့ပုဂ္ဂိုလ်လည်းမြင်တယ်ကွာနာရသူဒီနိဗ္ဗာန်သွားတဲ့ပုဂ္ဂိုလ်လည်းငါကိုယ်တိုင်မြင်တဲ့ဒိဗ္ဗစကုဝိညာဉ်နဲ့သေးသေးချာချာမြင်ပါတယ်လူပြေမှာကွာတဲ့သာယသမီးစီပွားရေးနဲ့သဗ္ဗောပိဒကလာရောင်းရည်ဝယ်ရင်းနဲ့ချင်းကုန်းပိဒကလာနေကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဒုစရိုက်တွေနဲ့အသက်မွေးပြီးမူသားတွေပြောလိုက်အမျိုးမျိုးဘုံဘုံညာမလဲပဲနဲ့ခန္ဓာညာမလဲပဲနဲ့လုတ်ကင်စားဆောင်နေကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေပဲသွားတယ်လည်းငါမြင်တယ်ကွာသူစရိုက်တွေလုတ်ပြီးဒီကလာသူတော်ကောင်းလုတ်ပြီးဒီကလာသွားကြတဲ့ပုဂ္ဂိုလ်တွေဥပဒနာလုတ်ပြီးနိဗ္ဗာန်သွားကြတဲ့ပုဂ္ဂိုလ်တွေလည်းငါမြင်တယ်ကွာဒုက္ခတွေပဲသွားတဲ့ပုဂ္ဂိုလ်ကများတဲ့အတွက်များတဲ့ပုဂ္ဂိုလ်ကြောင့်ငါရှိဘူးဆိုတာပြောမယ်ဆိုပြီးဘုရားသခင်ကိုရမေကြီးကသာဝတိပြည်ဒီတော်เจ้าမှာပဲပြောတယ်ဒီသူစရိုက်တွေနဲ့သာယသမီးစီဝိုင်းနဲ့ချင်းကုန်ပြီးဒီကလာသွားတဲ့ပုဂ္ဂိုလ်မှာတဲ့အပဲလေးပါယမမင်းစီရောက်တယ်ကွာယမမင်းစီရောက်တဲ့အခါကျတော့ယမမင်းကဒီပုဂ္ဂိုလ်တွေငရဲတိုင်းတွေကဖမ်းပြီးယမမင်းစီပြကြတယ်အဲဒီကနေဒကာဓမ္မလူပြေကသုတိနဲ့ပြန်နေတဲ့အပေမှာဘွားနဲ့အပေကောင်ကြီးသွားဖြစ်ပြီးနေတဲ့ငရဲတိုင်းတွေကဖြစ်ရဌာနအနေပြီးလက်မောင်းတွေဟိုဘက်တွေပဲဆွဲတဲ့ပြီးယမမင်းစီပြကြတယ်ကွာယမမင်းကပြောလိုက်တယ်တဲ့ယမမင်းကြီးဟောဒီလူတွေဖမ်းရပါပြီလူပြေကဒုစရိုက်ဒုဝဇီဝတွေအသက်မွေးလာတဲ့ပုဂ္ဂိုလ်ပါတာယသမီးနဲ့ချင်းကုန်းလာတဲ့ပုဂ္ဂိုလ်ပါဒါကြောင့်ဒီပဲရောက်လာတဲ့အတွက်ယမမင်းကြီးပြစ်ချက်စစ်တော်မူပါဆိုပြီးယမမင်းကြီးအပ်လိုက်ပါတယ်အဲ့ဒါယမမင်းကြီးကထုံးစံအတိုင်းစစ်အမောင်လူသားလူပြေမှာကလေးသူငယ်လူငယ်လေးတွေကိုကျင်ကြီးကိုကျင်ငယ်မှမသိနိုင်မဲနဲ့ခြေတော်ကလေးကလန်ကလန်နဲ့တကယ်တွေကလည်းဟိုလှုပ်ဒီလှုပ်နဲ့ကျင်းကျင်ငယ်တွေစွန့်နာမှာသူ့ဟာသူမသိတဲ့ကလေးလေးမင်းမြင်ဘူးရဲ့လားယမမင်းကခွန်းကဖမ်းလာတယ်သာယသမီးနဲ့စီဝါကုံစီဝါရေးနဲ့ချင်းကုန်းလာတယ်လို့စစ်လိုက်မတရားပြန်တမွေးလာတယ်လို့ပေါ့ဗျာကျွန်တော်မြင်မှုပါတယ်လို့ခொနကငရဲရောက်တဲ့ပုဂ္ဂိုလ်ထွက်တယ်ဩဒီဒုက္ခကြီးလွတ်ရေးကျွတ်ရေးဆိုတဲ့ဒုက္ခသစ္စာတွေမြင်ပြီးကြလားဒီဒုက္ခမှာလွတ်ရရှာမယ်လို့များမောင်းစိတ်တယ်မပေါ်ဘူးလားမေးလိုက်မပေါ်ပါဘူးခင်ဗျာဩရှိဥစွာမင်းမှာသေမတမန်ဆိုတဲ့သေမတမန်ဆိုတဲ့ဥစ္စာသေးသေးချာချာဒီကလေးသူငယ်လူငယ်ကကျွန်တော်မှဒုက္ခိတပါဘာမှသုံးကြပါဘူးသူမြေသူဘေးလူဘေးနဲ့စားရပါတယ်သူထုံငါထုံမှကြွနိုင်ပါတယ်ကျွန်တော်ကဒုက္ခသစ္စာ၄ပါးလို့ကလေးကပြောရတာနဲ့မင်းညာထဲမှာဒီကလေးဖြစ်တာနေတယ်ဒုက္ခသစ္စာလို့မမြင်ဒုက္ခသစ္စာကြီးကျွရလွန်များငါးချမှပဲဆိုတဲ့စိတ်ကလည်းမပေါ်တော့အမောင်တယ်မေ့ပါလားဟုတ်ချက်ရေးလိုက်အမောင်တယ်မေ့ပါလားတဲ့ကလေးကဒုက္ခသစ္စာဟောနေတယ်ဆိုမင်းကဒုက္ခသစ္စာလို့မထင်လားမထင်လားတဲ့အတွက်မင်းမေ့ကြိုက်တယ်ပြင်းတယ်မှာကလားမှန်ပါဗျာဒကာဓမ္မတွေယမမင်းကကောက်ချက်ထုတ်ပြီးစောက်ကိုရေးလိုက်မှန်ပါဗျာတယ်မေ့လျောတဲ့ပုဂ္ဂိုလ်ပါလားဆိုပြီးကာလဥဒ္ဒဝေကောက်ချက်ရေးလိုက်မှန်ပါဗျာကလေးပြပြီးစစ်တယ်နော်မှန်ပါဗျာဒကာဓမ္မတွေပြန်စစ်ရအောင်ခင်ဗျားတို့ပြောတယ်ကလေးလေးတွေမြင်မှုကြမြင်မှုပါဗျာခြေကလန်လက်ကလန်နဲ့လေမှန်ပါဗျာကျင်းကျင်ကလိမ့်လိမ့်နဲ့တော့မြင်မှုပါဗျာဒီကလေးလေးတွေကတော့ဒကာဓမ္မတို့သူ့ဘေးလူဘေးနဲ့ကြီးလာခဲ့ရကြီးပါဗျာသမင်းလေးလည်းသူ့ဘေးမှာလူဘေးမှာကိုယ့်အကိုရင်စားနေတဲ့စွမ်းရည်တည်းမရှိပါဘူးရှိပါဗျာနိုးလေးပါလေးစားလဲငိုရတ္တမတဘာဒီပြင်ပါရှိသေးမှန်ပါဗျာသူများပေးလိုက်ရင်တောက်ဖို့ပဲမှန်ပါဗျာကျင်းကျင်ငယ်လေကိုယ့်ဟာနဲ့ကိုလူလိမ့်နေတာပဲမှန်ပါဗျာကိုယ့်အကိုရေပါရေရှိရသွားဆင်းနေလိုက်ကျောင်းနေမဆင်းနိုင်ပါဘူးသူများပြမှသူ့မှာပဲသူ့မှာပေးရမှန်ပါဗျာဘာသစ္စာအဲ့
အဲ့ဒါလေးမြင်တော့ဒီဓမ္မတွေကလည်းဩဒုက္ခသစ္စာ၄ပါးလားလို့ဘုန်းကြီးတို့ဓမ္မတွေကိုမြင်တဲ့ကလေးမြင်သဖြင့်ဒီဒုက္ခသစ္စာမှလွတ်ရရှာပါတော့မယ်ဆိုတဲ့စိတ်ကိုပေါ်ရလားမပေါ်ပါဘူးဗျာ။အဲကောက်ချက်ရေးရုံမရှိဘူး။ရေးပြီဗလား။ကဲအမောင်တယ်မေးပါလားလို့တကွယ်လုံးရေးပြီ။ရေးပါပါ။ဓမ္မတို့အမောင်တို့မတွေဒီဘယ်နဲ့တော့တဲ့မေ့ပါလားဆိုတော့ဘာမေ့တာတော့တကားသစ္စာကြောက်เสียကောင်းတရားဓမ္မတို့သစ္စာဟောနေတာဘာမေ့ပါလဲသစ္စာပါဗျာတရားကျော်ကမေ့ဘူးရဲ့မေ့ဘူးပါဗျာမမေ့ဒီကလေးလေးမြင်ခင်ဗျားတို့ပုဂ္ဂိုလ်ရှိကနဲ့ဒုက္ခသစ္စာမထင်တဲ့တင်မှာအညွန်လေးပေါက်လာတဲ့ကြောင့်ထင်သေးတယ်ဖြစ်ပါဗျာရေးပြီလားမနဲ့များထင်ကြညွန်ပါပါဒါလေးသွားပြီးခါလာတို့မျိုးတဲ့ဓာညွန်လေးပေါက်လာတာပဲကောင်းကောင်းမွေးကြပါဟာရှာမရှာလေးဖြစ်လာတယ်ဖြစ်မဖြစ်ရလေခင်ဗျားတို့ဒုက္ခသစ္စာဟောတာပဲအညွန့်ပေါက်လာတယ်လို့ယူနေတော့သဘောပါကြဒါရမောင်မေ့လို့တဲ့အဲ့တော့မမောင်မေ့တဲ့ပြည့်ဆိုတော့မေ့တာကဝိဇ္ဇာဝိဇ္ဇာပြည့်เสียသင်္ခါရပြည့်เสียဝိညာဏဆိုတဲ့အပေဝိညာဉ်ကိုအမောင်ရသဘောကျမေ့တာကဗါတဲ့ဝိဇ္ဇာကြောင့်ဘာဖြစ်တယ်သင်္ခါရဖြစ်เสียဘယ်ဝိညာဉ်တုံးကဲအမောင်မေ့မှုကြောင့်ဟောအမောင်မေ့မှုကြောင့်ဝိဇ္ဇာကြောင့်အမောင်ပြုကျင်တယ်လို့ပြုပြီးနေခဲ့တယ်ရောင်းကျင်လို့ရောင်းဝယ်ကျင်လို့ဝယ်ပြီးနေခဲ့တဲ့မောင်ဤအပယ်ကိစ္စအပယ်ခံရမယ့်ကိစ္စကိုမောင်အမေပြုပြီးမဟုတ်ဘူးမောင်အဖေပြုပြီးမဟုတ်ဘူးရဟန်းပုံနာတွေကလာပြုပြီးမဟုတ်ဘူးအမောင်ကိစ္စကိုအမောင်သာရင်ဆိုင်တယ်ခါကောက်ချက်ရေးတယ်ဓမ္မတွေကြောက်เสียကောင်းတယ်မေ့တာကဘာပါလဲမေ့တော့ရောင်းရင်လို့ရောင်းဝယ်ရင်လို့ဝယ်တာကဘာလဲအဲ့ဒီငါကလည်းသုတေမလေးလေးသေလွန်သွားတဲ့ခါကျတော့အပေဝိညာဉ်မရဘူးကဲသိစ္စာသမုပ္ပါဒ်နဲ့ကျတော့ညင်းလို့ရသေးတယ်မေ့ပြဘယ်လောက်သိနေဆိုတာပေါ်ရမေ့ပြအပေလေးဘက်ကိုရောက်ပါတယ်ခင်ဗျားတို့ကမေ့သွားတယ်နော်သိခါမှာမရဘူးအပေကမရဘူးရင်းပြီဗလားကျုပ်ကမေ့သွားတယ်ဘာပေးမယ်ဆိုတာကျုပ်ဂရိတော်ရှိပါတယ်အိမ်ရောက်တော့ကိစ္စတွေအများကြီးလို့မေ့သွားတယ်ဒီကသိခံလိုက်ပါဦးကိစ္စမရှိပါဘူးကိုလိုရင်ကိုတည်းအပေကတော့မေ့သွားတယ်ဆိုတာဝိဇ္ဇာသင်္ခါရဝိညာဉ်မတတ်နိုင်ဘူးဟဲ့နိယမတခါသိပါလေအဝိဇ္ဇာတွေဟူသောအကြောင်းကသင်္ခါရသိချလို့ပါသင်္ခါရကဘာလို့ပါအပေဝိညာဉ်ကိုသိချလို့ပါမယ်ဒီဥစ္စာတရားဓမ္မတို့မေ့သွားလို့မရဘူးဒါဖြင့်မေ့မှုကြောင့်ပြုကျင်တယ်လို့ပြုတယ်ပြုကျင်တယ်လို့ပြုဆိုရောက်ချင်တယ်လို့ရောက်ရကျင်တယ်လို့ရရရှင်းမလားဒါကြောင့်အရိယာဓမ္မသိရည်ကြီးတယ်ဆိုတော့မမေ့တာကအရိယာဓမ္မမေ့တာကမိစ္ဆာဓမ္မပေါ်ကြခိုင်းတာနဲ့ပထမဆက်ချက်မှာဖြင့်အမောင်းမေ့ပြဟာအမောင်းသားရင်ဆိုင်တယ်ဆိုပြီးကောင်းလို့ချက်ရေးလိုက်ပါဓမ္မတွေကမေ့ဘူးကြရလားဘယ်သူဆိုင်ပါလဲရှိပြီဒီပဲလေးပါဘယ်သူဆိုင်တော့ဓမ္မတွေမေ့တယ်လူဆိုင်တယ်ဒီထဲမမေ့တယ်လူကလည်းတော့ရှားမရှားဘူးလားရှားတယ်တဲ့ဒါဖြင့်တရားဓမ္မတို့အရိယာဓမ္မမေ့နေကြပြီဒါနဲ့ဒုတိယပြုံးနေတဲ့ဘယ်တဲ့ကိုကဲကွာကြစီဆိုတဲ့အမိတ်မချသေးဘူးဒုတိယမေ့တယ်အမောင်တို့ကျဲတဲ့နဲ့တောင်မွေးအဖော်လုပ်နေတဲ့ခါကိုင်းနာတိုင်းနေတဲ့ပုဂ္ဂိုလ်များအမောင်လူပြင်းမြင်ဘူးလားမြင်ပါတယ်ခင်ဗျာဩဒါသရဒုက္ခဆိုတာကမင်းမသိဘူးလားဟိုဒါတော့သိတယ်ဒုက္ခသစ္စာတော့မသိဘူးဩဒီလိုပဲအိုသွားလို့ရှိရင်မအိုရရှာမယ်ဆိုတဲ့စိတ်ကလေးများကမဲ့ခင်စိတ်ကလေးများကမပေါ်ဘူးလားမပေါ်ပါဘူးဩဘာတဲမေ့ပါလားလာပြန်ပြီတရားဓမ္မအိုတွေတွေ့ဒီတရားဓမ္မတွေလည်းအိုတဲ့ပုဂ္ဂိုလ်တွေတွေ့တဲ့ခါကျလို့ရှိရင်မိုးခင်လုံးမှာပဲဆိုတဲ့စိတ်ကိုလာကြရတဲမေ့ပါလားဒါမရှိတော့လားရိပ်ပြီလားမေ့တာကဘာပါလဲဝိဇ္ဇာဖြစ်เสียသင်္ခါရဖြစ်เสียအပေဝိညာဉ်ကဲခင်ဗျားတို့မေ့တာနည်းနည်းသက်သာသလားဒကာဓမ္မတို့သက်သာပါဘူးကြောက်เสียသိကောင်းကျော့ဟောလို့ရှိရင်ဘုန်းကြီးပဲရောက်သူကထေရဥဒ္ဓမောင်တို့ကျော့ဟောရင်ဘုန်းကြီးပဲရောက်ဒါ
ဓမ္မကိုအရမလောက်ခေါ်ရရပ်ဒါကြောင့်ဒီထဲမှာဘုန်းကြီးမရင်းတဲ့ဓမ္မတွေတရားမှမပါရှုံ့ဟောတယ်အကုန်ပဲကြတယ်ပြိဿသမုပ္ပါကဘုရားသားလို့မရပါဘူးကိုလုတ်တဲ့ပြိဿသမကိုယ့်ဟာကိုယ်ခံရအဝိဇ္ဇာဖြစ်เสียသင်္ခါရဖြစ်เสียဘယ်ဝိညာဉ်မလဲခဲတာမဲ့ပြည့်ဗျာအဝိဇ္ဇာဆိုတာမဲ့တာရှင်းမလားဒါဘုရုဒ္ဓနိုင်တယ်အဲ့ဒါကြောင့်အမောင်းမဲ့ပြည့်ဟာအမောင်းသားနဲ့ဆိုင်တယ်ဒုတိယကောင်းမှုဖြစ်ရေးလိုက်သဘောကျကြကြောက်เสียဘယ်လောက်ကောင်းခင်ဗျားတို့အဲ့ဒီကြစစ်ခံရအောင်မနော်တရားဓမ္မတွေစစ်ခံရပါဘုကမျက်လုံးဝန်းကျင်ကိုဒီကသေးတယ်ဒါတော့ကြောက်เสียကောင်းတယ်စစ်နေတဲ့ယမမင်းကြီးကလိန်ရမှာဖွဲ့ရမှာတော့ဝေးပါသေးရဲ့အမှန်ကြီးပြောရဘောကြကြကဲဒါနဲ့ပဲအမောင်ရဲ့တဲ့ဒီဥစ္စာအမောင်ပြုတ်တဲ့အမောင်မေ့ပြဟာအရိယာဓမ္မတွေအမောင်မေ့နေတဲ့မေ့ပြဟာဖြင့်မင်းမေလည်းမဆိုင်ဘူးမင်းလည်းမဆိုင်ဘူးမင်းသားမယားလည်းမဆိုင်ဘူးမင်းတို့ကျွေးနေတဲ့သားသမီးများလည်းမဆိုင်ဘူးရဟန်းတန်ခါကြီးလည်းမဆိုင်ဘူးသူမင်းညာလည်းမဆိုင်ဘူးအမောင်မေ့ပြဟာအမောင်သားလည်းပိုင်တယ်ဆိုပြီးဒါပြီဟောကြဝိညာဏထုတ်ပြဝိညာဏဆိုတာအပေဝိညာဉ်မင်းပဲကြမယ်ပြောချိုက်ဘယ်နှချက်ရှိသွားဒါနဲ့မကျင်သေးပါဘူးပြုံးနဲ့ပဲကြစေဆိုတဲ့ဒီဂရီမချသေးပါဘူးအမောင်းနဲ့လူပြည်မှာနေတဲ့အခါကျတော့ရာဇဝမင်းနံတဲ့ပုဂ္ဂိုလ်တွေများမင်းမြင်ဘူးရဲ့လားလက်ထိတ်တွေကပိကလာကျင်းနေတဲ့ရိုက်မြင်းလုံးနေတဲ့ခြေပေါက်လှိမ့်ပြီးတကလားစစ်တာတွေခြေတော့ဂုံကောင်အမိုးကောင်နဲ့ကျိုးနဲ့ဆွဲပြီးကောင်းတန်းအောက်မှာနေပြီးစစ်တာတွေကိုမောင်းမြင်ဘူးရဲ့လားမြင်ဘူးပါဩမကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်များဒိဋ္ဌဓမ္မအကျိုးပါလားအရိယာဓမ္မမရသေးသေးဒီသံဃာဒီလိုလဲနေမှာပါလားလို့အရိယာဓမ္မများလုံးမယ်လို့မတွေးမိဘူးလားကြားတော့ကြားဖို့ပါမတွေးမိဘူးအမောင်တဲ့မေ့ပါဓမ္မတော့ဘယ်လိုများစွဲချက်တင်လိုက်ပါမေ့ပါတဲ့မေ့ပါလားဟိုမှာလက်တွေ့တရားဟောဆရာရှိပါရဲ့သနာမကောင်းမှုကဒိဋ္ဌဓမ္မကျိုးပေးတဲ့သံဃာမာတိတဲ့ကြည့်ကြတဲ့ကျိုးပေးရလိမ့်မယ်ဆိုတော့ဥစ္စာမင်းသတိထားပြီးကာလအရိယာလုံးများလုံးဖြစ်ပါရဲ့လားဒီတိုင်းမေးတာမလုံးဖြစ်ပါဘူးမှန်မဲ့ဖြစ်ရနော်ဒေဝဒုဒသုတ်တဲ့ဒကာဓမ္မတို့ဒေဝကနတ်ဒုဒကဓမ္မပေါ့ဗျာတခါကိုယ့်ရှိမှဓမ္မနေရောက်ပြီးဒီကာလဒီမင်းဓမ္မနေရောက်ပြီးဒီကာလဒကာဓမ္မတို့စစ်သေးတဲ့တရားသဘောပါအမောင်တဲမေ့ပါလားဆိုတော့အဲ့ဒီအမောင်မေ့ပြဟာဖြစ်တယောက်ပဲဆိုင်တယ်အမေလည်းမဆိုင်ဖေလည်းမဆိုင်မောင်လို့ကျွေးတဲ့သားသမီးတွေလည်းမဆိုင်ဘူးမောင်ရွှေပေါ်များတင်ထားတဲ့မောင်သားသမီးခင်မုံမတွေလည်းမဆိုင်ဘူးဘေးကရဟန်းပုံများတွေလည်းမဆိုင်ဘူးအမောင်သားတွေမေ့ပြသင့်တယ်ဆိုပြီးဒါပဲဗျအဝိဇ္ဇာဖြစ်เสียသင်္ခါရဖြစ်เสียဝိညာဏဆိုတဲ့ပဲဝိညာဉ်မောင်မေ့ရကဲဒကာဓမ္မတို့ဘယ်နှရှိရှိမောင်နဲ့ပြည့်သွားတဲ့ခါကျတော့ကွာတဲ့ဒီကခြေကွက်တွေကဝိုင်းလို့ဥပမာသူမဖုံးနိုင်တဲ့လူနာများမြင်ဘူးရလားကွာသူချိန်မှာသူမတော့နိုင်သူချိန်ချင်းမှာသူမသုံးသင်နိုင်အဝတ်တွေမှမဖုံးနိုင်ငကိုဖုံးလာတာတွေဟာအချက်ကြောက်တွေတောင်မှမလုံခြုံအောင်ဖြစ်လာတဲ့လူမာများမောင်မြင်ဘူးရမြင်ဘူးပါရဲ့ဒါလည်းမြင်ဘူးတဲ့ဟောဒါပြန်ဗျာဒီမောမိယာရိဏတိတော်တိဆိုတဲ့အတိုင်းဒါမလွန်နိုင်တဲ့တရားပဲအဲ့တော့လွန်ရာဆိုတဲ့နိဗ္ဗာန်ရောက်ကြောင်းအရိယာဓမ္မဖြစ်တဲ့မဲ့ခင်လို့မောင်လုံးမယ်လို့များသူ့မြင်တော့ပေါ်ဘူးလားကျွန်တော်မပေါ်ပါဘူးခင်ဗျာဒကာဓမ္မတွေကပေါ်ကြရှိပါသေးတယ်ခင်ဗျားတို့အပယ်ပါပဲတော့ကြောက်ကြကောင်းတယ်အတော်ကြောက်ကြကောင်းတယ်နော်ဒါအခုပြောတဲ့တရားတွေဒကာဓမ္မတွေမြင်နိုင်တရားဝဆရာဖြစ်မှမဲ့ခင်လို့ဖြစ်မှာမဲ့ခင်လို့ဖြစ်လို့ရှိရင်ခင်ဗျားတို့ကဲမဲ့ယူမဲ့လူရှိပါတွေ့ရသားနဲ့မဲ့ပြီးတကလားမဲ့ခင်ချောင်လို့ရှိရင်ဖြင့်အပယ်ဆောင်ရတော့မှာဘောကြဒါဖြင့်ဒကာဓမ္မတို့မေ့ဖြစ်ဒီဒကာဓမ္မတို့ပရိစ္ဆသမုပ္ပါဒ်နဲ့ချပြပါလေမေ့တာကဘာတော့ဝိဇ္ဇာဖြစ်เสียသင်္ခါရဖြစ်เสียအပယ်ဝိညာဉ်ဆိုတော့ဒကာသိဒါကဘယ်လိုရှောင်လို့ရလဲမေ့ဖြစ်ဘုရားမောင်တာပါမေ့တာပါတော့ဝိဇ္ဇာဖြစ်เสียဒါကတော့ဘယ်သူကမှတကန့်ွက်လို့ကိုရရဝိဇ္ဇာရှိရင်သင်္ခါရဖြစ်ရသင်္ခါရဖြစ်ရင်အပယ်ဝိညာဉ်ဖြစ်ရမဖြစ်ပါနဲ့ဆိုလို့ဘုရားတားလို့လည်းမရ
ရှင်းမလားဘုရားတားလို့သာရမယ်ဆိုရင်ဖြင့်သိတ္တမင်းသားဖြစ်စဉ်ကတော့ကရတော်ရရဖြင့်သုဘဗုဒ္ဓရှိသားရောက်ကမဆိုတာအမေမိကအဲ့ဒါအပယ်သွားတာတန်းနိုင်ရဒီဝိဇ္ဇာပစ္စယသင်္ခါရလှုပ်ချိုက်ရေးမိကြသဘောပါကြဒါဖြင့်ပရိစ္ဆသမုပ္ပါကိုဘုရားမတန်းနိုင်တရားကတန်းနိုင်အဲ့ဒါကကြွေလာပြန်ပြီတဲ့ဒီတိုင်းအပယ်ကဲကွာဒီကောင်းလေးအပယ်သာဆွဲချိုက်ပါတော့လို့နောက်ကစောင့်နေတဲ့ငရဲရင်းကြီးမပြောသေးဘူးမင်းကကွာတဲ့လူပြေမှာမသာမန်ပို့ဘူးပါရဲ့ပို့ဘူးပါတယ်ခင်ဗျာဥရောင်ပြီးဒီကလာကောင်းလေးအစင်းတွေပြက်ပြီးဒီကလာနေတဲ့အတုပါကြီးများမင်းမြင်မှုရလားကွာမြင်မှုပါတယ်ခင်ဗျာသူတဲ့အခါကျတော့ဒီအသေးလို့ရမင်းရှာမယ်လို့သိရစိတ်ကလေးများမပေါ်ဘူးလားပေါ်ပါဘူးတဲ့သေမျိုးမှုသေးတယ်ပဲအောက်နေသွားပါရဲ့ခင်ဗျားတို့လည်းဒီတိုင်းပါခင်ဗျားတို့မသာဖို့တော့သေမျိုးကသေးမှာဘူးဘာမှအရိယာဓမ္မပဲလှည့်သေးတယ်မလှည့်ပါဘူးသူတော့ဖြင့်သေပြီးငါမသေးရရှာမယ်လို့ပုတ်ကြီးနဲ့မလိန်ညနဲ့ဒီလိုစိတ်လာကြရတာလာကြပါဘူးမလာဘူးကဲလို့ပြောင်ပြောပါလားသိကြောက်ရကောင်းနေပြီနော်အမှန်တန်ဆိုးရတဲ့ဓမ္မတွေမေ့ချက်ပြင်းထန်လိုက်တာပြင်းထန်ပါဘူးဥမာရမနဲ့တော့မေ့ချက်ပြင်းထန်ပါဘူးဩဓမ္မတွေအတုပပို့တာလည်းလောင်းပေါင်းမြေတွန်းနိုင်ကြဘူးဩသေမျိုးမို့သေသွားချတာပဲမလွန်ဆန်းနိုင်တော့သေရမှာပဲကိုယ်လည်းသေရမှာပဲဒါတော့ခင်ဗျားတို့မရဏနုပ္ပိရောလာဟုတ်လားမရဏနုပ္ပိရောလာပြီးဒီကလာခေါင်းကမဲ့ပြန်လို့ရှောင်မယ်ဆိုရလို့ကဩခင်ဗျားတို့အောက်တန်းတရားတော့လာပြီးထက်တန်းတရားမလာပဲဖြစ်ကြောက်เสียကောင်းနေတာဘာတရားလာအောက်တန်းတရားဟောသူသေးတယ်လို့ကြုတ်တော့ခြေဖမ်းနောက်လိုက်ပါပဲသေအောင်မှာပါပဲဒါကဘာပါလိမ့်အောက်တန်းတရားသမထမရဏနုပ္ပိလို့ခေါ်တဲ့ရင်းမိကြဟာသူတော့ပြန်သေးပြီတို့မသေးရရှာမဲလို့လာရတာအဲအဆက်တန်းတရားကြတာခင်ဗျားတို့ကညံလှဲ့ပြီသိကျတော့ထူလုံးနေထူပါလားမထူဘူးလားထူပါလားမှန်ရဲ့ထူပါလားပါကြသမောင်ဗျာဒါတော့ဆရာကောင်းသမားကောင်းနဲ့နေတဲ့ဥစ္စာတကယ်ကျွဲပါကြသမောင်ခိုင်းဒီတော့သေကုန်ကွာတို့တော့မသေးရရှာမိဒီလိုလောင်းနေကြီးဖြစ်ရမြေကြီးကြီးကွာရေးကြီးလုပ်နေရတယ်အလောင်းချရတဲ့ဥစ္စာပါပါလိမ့်နောက်တစ်ခါလောင်းချပြန်နောက်တစ်ခါလောင်းချပြန်မြေကြီးကြီးကွာလို့ခင်ဗျားတို့ဘာသုံးကြဒါကြောင့်ခင်ဗျားတို့လူပြနာပြမှာပဲအချင်းချင်းပြရပါလေဆိုတော့မြေကြီးကြီးကွာရေးလုပ်တာရှင်းမလားဒုက္ခသိရငြိမ်းရတာသွားပါတော့မယ်လို့ဆိုလို့ရှိရင်ကောင်းတယ်နော်မြေကြီးကြီးကွာရေးအာမပေးပါနဲ့သဘောကျလားဘာအာမပေးရမလဲမြေကြီးကြီးကွာရေးတခါကျွဲခုတခါဓမ္မတွေမှာမြေကြီးကြီးပွားရေးအားပေးနေတဲ့တခါဓမ္မမနှဲလာဘူးနော်မနှဲပါဘူး။ခိုင်းတာနဲ့မမြင်ဘူးရဲ့လား2ရက်3ရက်ဖူးဖူးရောက်နေတာမြင်မှုပါလားမြင်မှုတော့ဖြင့်ဩဒီဒီမျိုးအတုပပါလားဒုက္ခသစ္စာပါလားဒုက္ခလွတ်ရရှာမပဲဆိုတဲ့အရိယာစိတ်ကလေးများမပေါ်ဘူးလားကွာပေါ်ပါဘူးခင်ဗျာအမှန်မဲ့စိတ်ခံရမှန်ပါပါဩအမောင်မေ့ကျက်တယ်ပြင်းပါလားဘာပြောလိုက်မေ့ကျက်တယ်ရမမင်းကဘယ်နဲ့ပြောလိုက်မေ့ကျက်တယ်ပြင်းပါဆိုတော့မေ့တာပါပါလေဝိဇ္ဇာပစ္စယသင်္ခါရပစ္စယအပယ်ဝိညာဉ်ကဲခင်ဗျားတို့မေ့တာဩတပည့်တို့ကတာယသမီးရှိဝဲကြောင့်မဲ့ခင်လို့မလုပ်ဖြစ်ဘူးဗျမလုပ်ဖြစ်ဘူးဆိုတော့ဩခင်ဗျားတို့သမညဆရာသမားကတော့ဩငယ်သေးတကူငယ်တော့သွားပဲကိုရှုံနေတယ်သဘောကျလုံးမတည်ကြပါနဲ့သမညစကားကိုဥမာရင်နားရောင်မနေပါနဲ့အချိန်ပြီးပါသေးတယ်မဲ့ခင်လို့မြန်လုပ်ပါဒကာဓမ္မတို့ဆရာသမားဘယ်လိုဆုံးမလဲအချိန်မီသေးတယ်အချိန်မီသေးတယ်အခုအဟုတ်လို့ရင်အဟုတ်ရသေးတယ်သဘောကျကောင်းပြီတဲ့ဒီလိုပြောလိုက်တော့အမောင်မေ့တဲ့ပြင်းတယ်အမောင်မေ့တဲ့အပြစ်ဟာအမောင်ဤခင်မုန်းမှလည်းမဆိုင်ဘူးသဘောကျအမောင်ဤသာသမီတွေနဲ့ကောအမောင်ဆွေမျိုးညာတွေကနဲ့ကောအယံကံကလည်းနဲ့ကောဒါဖြင့်အမောင်ဘယ်သူနဲ့မှမဆိုင်အမောင်မေ့ချက်ဒီအမောင်သာရင်ဆိုင်တယ်ကောင်းတဲ့ချက်တယ်ဒါဖရာကသူကိုယ်တိုင်ဒီပေါက်နှစ်ခုမှာတက်တဲ့ပုဂ္ဂိုလ်လည်းငါမြင်ပါလေကွာရှင်းတဲ့ပုဂ္ဂိုလ်လည်းဒီလိုရှင်းနေတာလည်းငါကိုယ်တိုင်မြင်ပါတယ်ကွာ gain ဒကာဓမ္မတွေ
မှုသားပြောတာလားတော်ပြောနဲ့မှန်းပြောနေတာလားဘုရားဖြစ်တဲ့နေရာစမြင်တာပြောနေတာလားဘုရားဖြစ်တဲ့နေရာယုံကြလားယုံပါပါအဲ့ဒီလိုစစ်ချက်ကိုစစ်ချက်၅ချက်ဆက်လိုက်တာအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏအဖြေထွက်တယ်တရားဓမ္မတို့ဘယ်လိုထွက်ပါလဲတရားသတိထားနော်အားလုံးတရားဓမ္မတွေသတိထားပါဘာတွေဖြေထွက်လာကဲကောင်းကြသေးရဲ့လားဒါကြီးလားအဝိဇ္ဇာဆိုတာမသိတာသင်္ခါရဆိုတာပြုကျင်တာပြုတာပြုကျင်တယ်လို့ပြုလို့ရောက်ခြင်းတယ်လို့ရောက်ရတယ်ပယ်လေးပါးခန္ဓာပေါ်လာတယ်ဒကာဓမ္မတို့မေးလိုက်တာဆိုတဲ့အပြစ်ဟာသေးသေးလားကြီးကြီးလားသိကြောက်เสียကောင်းပါလားဒကာကျွေးဒါကြောင့်ဘုရားခင်ကိုရမကြီးကသူတသိန်းနဲ့တသိန်းသေးလို့ကွနတ်ပြည်တယောက်ပြန်မရောက်ဘူးလူပြည်တယောက်ပြန်မရောက်ဘူးအကုန်ပယ်သွားတယ်ဆိုတာဒီမေ့ပြစ်ကြီးမှသတ်မှာဒကာဓမ္မတို့ဘယ်ပြစ်ကြံကြကဲဒါဖြင့်မေ့တာဒီအရိယာတရားမေ့တာဒီအပယ်လေးပါးသွားတဲ့တရားမေ့တာဒီမမေ့တာဒီအရိယာတရားဆိုတော့ဘုန်းကြီးကမမေ့တဲ့သတိပဋ္ဌာန်အလုပ်ကိုပေးလိုက်လို့ရှင်ခင်ဗျားတို့ဘာမှမစိုးရင်နဲ့တပည့်ကြဘာမှမစိုးရင်မှလည်းခန္ဓာကိုယ်ဖြစ်ပြတစ်ချက်မြင်လိုက်ရင်မစိုးရင်နဲ့ဒါအနည်းဆုံးအမှန်တန်ဖို့တန်တဲ့အလုပ်ဆိုတော့မှတ်လိုက်စမ်းဖြစ်ပြတစ်ချက်ကြာနာမြင်လိုက်လို့ရှင်ကျွတ်တောင်းဝင်မမြင်မကြိုးစားသဘောကျဒါဖြင့်ဒါအရိယာဓမ္မဖြစ်ပြမြင်တဲ့ဓမ္မအရိအဲဒီအရိယာဓမ္မတစ်ချက်ကအကုန်ကယ်နိုင်တယ်ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေအာထုတ်ကြစမ်းပါအာထုတ်ကြစမ်းပါဆိုတာဖို့တန်လို့ပြောတာပါမေ့တော့အဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏတကာဖြစ်ဖြစ်ပါတယ်မမေ့တော့အဝိဇ္ဇာမမေ့ဘူးဆိုတော့အဝိဇ္ဇာကချုပ်မချုပ်ဘူးလားသင်္ခါရအဝိညာဉ်ဆိုတဲ့အပယ်လေးကသောတာသူသက်သေကံလုံတော့အပယ်ကမသွားတော့သွားသေးရဲ့မမေ့တဲ့တော့သိဖို့တတ်ပါလားဒီမှာရင်ကျင်နှက်လောက်ပါတယ်ကျင်နှက်လောက်ပါတယ်ဓမ္မတို့ဒါပရိစ္ဆသမုပ္ပါဖြစ်စဉ်ကိုဘုရားတားမရညာတော့လေခင်ဗျားတို့ဉာဏ်တရားကတားလိုက်ဆရာဘုန်းကြီးပေးတဲ့ဘုရားပေးတဲ့ဉာဏ်တရားနဲ့တားလိုက်လို့ရှင်အဝိဇ္ဇာကဝိဇ္ဇာဖြစ်သွားတယ်သင်္ခါရကပြုပြင်လာတဲ့တရားအပယ်ရောက်ဖို့ပြုပြင်လာတဲ့သူကအသင်္ခါရတယ်မပြုပြင်တော့ဘူးခေသူမှမပြုပြင်တော့အပယ်ခန္ဓာကြီးပေါ်ပါဘူးလားဩဒါဖြင့်ဒကာဓမ္မတို့အရိယာဓမ္မတစ်ချက်ဟာဘလောက်ဖို့တန်ဒါကြောင့်ဖြစ်ပျက်ကလေးတစ်ချက်မြင်ဘုန်းကြီးကျေနပ်ပါတယ်ရှင်းမလားဒါနဲ့ခေါင်းကဇတ်ထုတ်ပဲဘုရားဟောတော်မူတာဘုရားတဆူသူမှတခါဟောတယ်ဆိုတော့နတ်ထောင်ပါဦးဒီမှာ၅ရက်လဲဆက်လိုက်တော့ဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏကြီးမှတ်တယ်လာတော့အဲ့ဒီမဲမေ့ဖြစ်ဒီကားလို့ရှင်မေသမင်းသမီးမင်းဆွေမျိုးရဟန်းပုံနာနဲ့ကွာဘယ်သူမှမဆိုင်ဘူးမင်းသာဆိုင်တယ်ဆိုပြီးစစ်เสียမရှိတော့ဘုရားယမမင်းကငြိမ့်နေလိုက်ငြိမ့်နေလိုက်ဒီနဲ့တပြိုင်တည်းခုနကပုဂ္ဂိုလ်မောင်းလက်မောင်းကိုတယောက်လက်မောင်းတစ်ဖက်နှစ်ယောက်စီငရဲရင်းကြီးကဆွဲပြီးတော့ရဲရဲပူတဲ့သံဃာကြီးပေါ်မှာအိတ်ခိုင်းရဲပူတဲ့သံဃာကြီးပေါ်မှာကလည်းဆွဲလဲကြပြီးဒီကလာလက်တွေပေါ်မှာလည်းရဲရဲပူတဲ့သံဃာကြီးတွေနဲ့မင်းနာကြီးတွေပေါ်တယ်ကျတော့လို့ပြောတော့တန်ချောင်းတွေနဲ့လောက်ကတိုင်ရိုက်တယ်ရိုက်တယ်ဒကာဓမ္မတို့ခိုင်ရရှိပါဒါငရဲမကြသေးဘူးရှင်းဆိုအပြစ်သိမ့်တာမေးပြစ်ကလေးတွေပြောတယ်သမ္မာတို့ဒီလိုကြတာခန္ဓာရရှိပါအောက်ကလည်းသံဃာကရဲရဲဘူးအယောင်နဲ့တော့အခိုးမပါဘူးတဲ့အခိုးပါရင်ပြောနေမှာဆိုတော့အယောင်ကြီးတဲ့နေရဲနေတဲ့ပုံမှာပဲလန်အိတ်ခိုင်းဘယ်လိုလဲခိုင်းမှခြေဘွားရောလက်ဘွားရောခြေတော့မှလည်းခொနဲ့နီးနေတဲ့တန်ကြောင်ကြီးနဲ့လက်ဘွားတွေလည်းရိုက်အလေပိုက်ဖောက်ပြီးရိုက်လိုက်၅ချက်ရိုက်ချဘယ်လိုသိခံလဲဒါကကြော်ပါလို့ကြဘာဖြစ်တဲ့လို့ဒီအပြည့်ရောက်ပါလိမ့်ဩမမေ့လိုက်ရင်တို့ပြီးတော့မှာဘူးမမေ့လိုက်ရင်ရှင်းမမေ့လိုက်ရင်သိကောင်းမလို့မမေ့တာကြည့်ပါဒီပြနေတယ်ဒကာဓမ္မတို့မမေ့တာဝိဇ္ဇာလားအဝိဇ္ဇာလားဝိဇ္ဇာဆိုတဲ့အဝိဇ္ဇာရှိသေးရဲ့မရှိတဲ့ဒီသင်္ခါရဒါမရှိတဲ့ဒီအပေခန္ဓာပေါ်ပါဦးဩဒါဖြင့်တို့ဒီကအရိယာဓမ္မမမေ့ဘူးအရေးကြီးပါလား
ဖြစ်ပြမြင်မှုအရေးကြီးတယ်ဖြစ်ပြအဆုံးဖြစ်တဲ့နိဗ္ဗာန်မြင်မှုအရေးကြီးပါဗျာခိုင်းတာမမေ့တဲ့ပုဂ္ဂိုလ်မြင်တာပဲသူကြတယ်သွားပါဆိုလို့ဘ누구ကတွန်းတော့မသွားရဘူးအဝိဇ္ဇာသင်္ခါရကပို့မှရောက်မှာကိုအဝိဇ္ဇာချုပ်ပေါ်သင်္ခါရကပို့နိုင်သေးရဲ့လားသင်္ခါရကမပို့နိုင်လို့ရှိရင်အပေဝိညာဉ်ခန္ဓာကြီးခုနကသံဃာဘုရားဤမေနာ၅ချက်နဲ့တဲ့အခြေအနေကိုရောက်เสียရှိသေးရဲ့မရှိပါဘူးဗျာကဲဥမာတည်းကိုကျင့်တတ်ပါမေ့ဖြစ်လေဘယ်လောက်ကြီးတယ်ပေါ်ရဒီရင်မှတခါတည်းသူ့ကိုတခါမနာရဲရဲဘူးတဲ့သံဃာရှိနေတယ်ကော်ပြီးတော့ဟိုသံမဲတဲ့သံမဲနာတွေနှုတ်ပြီးဒီကာလမှာတခါတည်းဓမ္မတို့မိတော်ကြီးပေါ်မှာနွားလို့ပြီးမောင်းပြီးသင်္ကြန်တက်ရှိခိုင်းဘယ်လောက်ကြောက်တယ်မိတော်ကြီးပေါ်မှာနွားလို့ပြီးဒီကာလနွားတော့ဖွယ်ဒီကောင်ကြီးကိုသင်္ကြန်တက်ရှိခိုင်းတဲ့ဓမ္မတို့အောက်ကမိတော်နော်အပေါ်ကသူ့မောင်းနေတာငရဲကအဲ့ဒီပေါ်မှာသင်္ကြန်တက်ရှိအလုပ်ခိုင်းပါလေလုံးနိုင်ကြပါမလားနည်းမှမလုပ်နိုင်ဘူးဆိုတာသေချာမှပါခင်ဗျားတို့ကသူတော်ဘာမျက်စောင်းထိုးတာတော့ရဲတယ်အဲ့ဒီပြစ်ကြတော့ခံနိုင်ကြပါမလားမူသားလေးဖုံးကဖိခါရခင်ဗျားတို့ကနှုတ်ချိုတာနဲ့ဟုတ်တယ်လို့ထင်ရညာတော့လေဒီမူသားပြစ်ကြောင့်အဲ့ဒီရောက်မယ်ဆိုတော့ဩပြောရတာနဲ့ကာမိကြရဲ့ရှောင်ကြပါဆိုတာကိုဒီကတက်တိခံနေပါတယ်ရှင်းမလားဒီဓမ္မကသေးပါဘူးတဲ့ဒီတောင်ပေါ်ဆင်းကြီးတက်ကြီးခိုင်းပြီးပြီးရှားမဲ့၌တဲ့ဒကာဓမ္မတို့လက်ပံပင်ကြီးကလည်းအထူးကြီးတွေကလက်ပံပင်ကတန်လက်ပံပင်တန်လက်ပံပင်ကအထူးက16လက်မှရှိတယ်အဲ့ဒါကြီးကိုအောက်ကနေလှန်နေတဲ့ထိုးပြီးကလည်းတက်ပြောင်တက်ခိုင်းတယ်ရံပန်းကြီးပခုံးကြီးညှိပြီးဒီကလာဒကာလည်းဒကာဓမ္မတို့အောက်ကလည်းထုံးနေတော့အတင်းတက်ရတာကိုယ်ရဲတန်ရဲနဲ့ပဲရောက်သွားတာပဲရောက်တဲ့တဲ့ပြင်နဲ့အပေါ်ကနေပြီးမြန်မြန်ဆင်းခဲ့ဆိုတဲ့အိဗယ်နဲ့ဂျုံတော်မောက်ကိုဆင်းခဲ့ရလုံနိုင်ကြပါမလားမေးလိုက်တယ်တံပင်ကြီးပါနော်ရဲပြောင်းနေတဲ့တံပင်ကြီးပါဒကာဓမ္မတို့ငရဲဆိုတာခါးစည်းခံလို့မရပါဘူးခင်ဗျားတို့လည်းခါးစည်းလို့ဘယ်သူမှမပေးပါဘူးခင်ဗျားတို့ပါဇက်ကလည်းငရဲခါးစည်းခံမယ်ပြောတာလကားပါရိပ်မိမလားဒါကြောင့်ဘုန်းကြီးတို့ဒကာဓမ္မတွေရင်းနှီးတွေမို့ဩအပယ်လေးပါတကားပိတ်တော်ပြီနော်မမေ့ရင်ပိတ်တာပါပဲဆိုတာတော့ရိပ်မိကြခန္ဓာကိုယ်တစ်ချက်ချင်းဖြစ်ကလေးမြန်လိုက်လို့ရှိရင်ခင်ဗျားတို့ငရဲမိသိငရဲဥကုန်ပါလေငရဲမင်းကြီးငရဲဥသိမ့်ပါလှုပ်ပြအောင်လှုပ်စမ်းပါရှင်းမလားဒါနဲ့ဒီကနေမပြီးသေးဘူးဒီကဆက်လာပြီးခါလာဘင်ဘုံငရဲတဲ့တခါပြစ်ချဘင်ဘုံငရဲဆိုတာဒကာဓမ္မတို့အသွားရှိတဲ့ဘိုးကောင်တွေကအသားတွေဟောက်အကျော်တွေဖြတ်ပြီးရိုးရွန်းချင်းကြီးကိုစုပ်ပြီးစားတာအဲ့ဒီထဲမှာလွတ်ပေးတယ်ဒကာဓမ္မတို့နေရပါစိတ်မှကူရပါဒါပြန်အဝိဇ္ဇာကဘာဖြစ်အောင်လို့မဲ့မှုကမမေ့မှုဖြစ်အောင်လာလို့လိုက်မဲ့မှုကဘဒုပေါ်မှာမမေ့ရမှာပါလေခန္ဓာပေါ်ဖြစ်ပျက်ကိုမမေ့လိုက်ပါနဲ့အနိစ္စတစ်ချက်မြင်အကုန်သွားတယ်ရှင်းမလားအနိစ္စတစ်ချက်မြင်လဲကဒကာဓမ္မတွေဝိပဿနာမဲ့ကသိကြပြီအဲ့ဒီအနိစ္စကိုဆုံးအောင်လိုက်လို့ရှိရင်လောကုတ္တရာမဲ့ဖြစ်တော့သရူဟာပါရိဒဝိပမုတ်တော့ငါဘုရားခင်ကိုရမေကြီးဟောတယ်တကယ်မင်းတို့ဒုက္ခသာချုပ်အောင်ရှုနိုင်လို့ရှိရင်မင်းပဲလေးပါกว่าမင်းအတွက်အကုန်သိနေဆိုတော့မှတယ်နဲ့ဥဒ္ဒမ်းမောင်တို့ဥပတွေးတို့အယုတ်ကြည်ကြီး66လို့သဘောကျဘာလို့အောင်မလျှော့ကြပါနဲ့ဆိုတာသတိပေးလိုက်ပါလေအချိန်မီသေးလို့မမီတဲ့ပုဂ္ဂိုလ်များအတွက်ဘုန်းကြီးများဘယ်လိုမှသတိမပေးနိုင်တော့ပါဘူးဒီမှာရောက်ရမှာဖြင့်အတော်ဒုက္ခရောက်အဲ့ဒါပြောရရင်အရှင်ခံရသလားအသေးခံရသလားလို့မေးတော့ဒကာဓမ္မတို့ဒီကအဝိဇ္ဇာမချုပ်တွေ့ကာလပတ်လုံးကိုမှအရှင်ကြီးဖြစ်မီးလောင်လည်းမသေးဘူးလာနေထိုးလည်းမသေးဘူးသာမေနတွေရလည်းမသေးဘူးကဲဘယ်လောက်ကြောက်ကြဩငကြော်လိုပဲသိပြီးမှကြော်ခံရရင်တော့အရင်ကြီးပါဒီလိုတည်းဘယ်လိုဖြစ်ခံရတာပေါ့သိပြီးမှကြော်ခံရတာအခုတော့မဟုတ်ဘူးတဲ့ဒီထဲမှာဖြတ်ဖြတ်လူပြီးကြော်ခံရသိပါတော့လားဆိုတော့မသိနိုင်ဘူးလေဒီကအဝိဇ္ဇာကချင်းချင်းပြီအဝိဇ္ဇာကရုပ်ကတူတူပြောတော့အဝိဇ္ဇာကဟိုမှာခန္ဓာဆက်ပြီးလုတ်ပြီး
အဝိဇ္ဇာမချုပ်လို့ဖြစ်ဒါဖြင့်အဝိဇ္ဇာချုပ်ဖို့အရေးဘုန်းကြီးကသတိပေးပါတယ်တရားဓမ္မတွေဘုံမှာအရှင်းခံရရှိသေးတယ်အဝိဇ္ဇာမချုပ်လို့အဝိဇ္ဇာကြောင့်သင်္ခါရကြောင့်ဝိညာဉ်ဖြစ်ပြီးမှအရှင်းဖြစ်နေဒီကအဝိဇ္ဇာသာချုပ်လိုက်လို့ရှိရင်ဖြင့်တရားဓမ္မတို့သင်္ခါရလည်းမရှိဒီဝိညာဉ်ကိုပေါ်ပါဘူးအဲ့ဒါကြောင့်အခုချုပ်ရင်အခုဒီအပယ်ကပိတ်တာလုတ်ပြအောင်လုတ်ပါဆိုတာဘုန်းကြီးကတိုက်တွန်းမှုစောင့်ရမှာလားကိုယ်ရေးကိုသိပြီးလောက်ရမှာလားကိုယ်ရေးကိုသိပြီးလောက်ရမှာလားကျိုးစားကြစမ်းပါဆိုတာလေးစားစွာနဲ့တိုက်တွန်းနေတယ်ဒါနဲ့ပဲဒီငရဲထဲမှာနေပြန်တော့လည်းမပြီးသေးတာနဲ့ဥမာတယ်မဖျားကြီးကြီးနဲ့ဆွဲပြီးတင်မြန်တာတင်ပြီးဒီကလာယူဇနာတရားရှိတဲ့ပန်စရိုင်းကြီးတွေခတ်တယ်မီးဟုံးတောက်တဲ့ပြစ်ထက်တခါတည်းရှိတကားကဘုန်းတော်အရှိပဲပြေးပါတော့မယ်ဆိုရင်ခြေထောက်တွေလက်တွေအကုန်မီးလောင်ပြီးဒီမှာလဲအကုန်မီးလောင်ခံပြီးလဲဟိုဘက်လွတ်အောင်ပြေးရသေးတယ်သူရောက်နေတယ်တကားပြန်ပိတ်တကားပြန်ပိတ်ပြီးနောက်တကားအပွင့်ပြန်တော့နောက်ဘက်ပြေးပြန်လာလမ်းမှာမီးလောင်ခံပြေးရတာဟိုရောက်သူရောက်ပိတ်ပြန်ဒီလိုကောနေရကြပါဒါဘုရုကြောက်ဆိုတာကိုလည်းတွေ့ပြီလားတွေ့ပါဗျာမေ့ပြေတရားဓမ္မတို့ဗါတဲ့ဘုရုပေါ်မှာမေ့တာခန္ဓာပေါ်မှာအနိစ္စရှိရနဲ့အနိစ္စမသိတဲ့မေ့ပြေဒုက္ခရှိရနဲ့ဒုက္ခမရှိဖြစ်တဲ့မေ့ပြေအနတ္တရှိရနဲ့အနတ္တမရှိဖြစ်တဲ့မေ့ပြေပါဗျာတဲ့လည်းကြောက်တယ်ကောင်းသဘောပါကြဒီကနေပြီးဒီကလာတက်လာပြန်တော့ဒီထဲမှာလဲမသေးလို့မိလောင်ခံပြီးပြေးရကမှတခါငရဲသားတွေကဆွဲတင်ပြီးကလာအမောင်ဘာများစားကြတယ်လေမေးကျွန်တော်ထမင်းမစားရလဲကြားတယ်ဆိုတော့ကဲလှဲအိတ်ဆိုပြီးတော့ဗာမြဘုံမှာလဲပြီးဒကာဓမ္မတွေအမနာရဲပူတဲ့လမ်းညွန်ကြီးတွေနဲ့ပါဇက်ဖြဲတာပြီးတော့မှတန်တွေခဲရဲကြီးတွေလောင်းဖြစ်တန်တွေခဲရဲကြီးတွေလောင်းတဲ့ကဥလောင်းပါဇက်လောင်းဥလောင်းပြီးဓွာရဘောကထွက်ဘာလို့ကြောက်ကြကောင်းဘယ်လိုလုပ်တဲ့လက်ချက်ပါလဲဒကာဓမ္မတွေမေးပြတယ်ဗျာဒကာတက်ပါလေမေးပြပါဒါကြောင့်ဘုန်းကြီးတို့တတိပဋ္ဌာန်ဆိုတာမမေ့တာဟာမေ့ပြကိုကဲတဲ့ပဲရှင်းညဒါကြောင့်ဘုန်းကြီးတို့ဒကာဓမ္မတွေအသာထားစမ်းပါဦးနဲ့ကိုယ်ရေးကိုကဲတင်စမ်းပါအောင်ဆိုတဲ့မမေ့ဖို့အလုပ်သေးကိုနေတိုင်းပေးနေကြိုးစားပါသူများပြောလူများပြောကိုမယုံနဲ့ဖခင်ကငါကိုယ်တိုင်မြင်ပြီးပြောတာဆိုတာဧကံယုံမှလူပြောဟိုမှာငရဲကကြီးရေးထားတာမယုံမှနဲ့လူကိုယ်တော်ကြီးကငါဘုရားပြည့်နေရစပြီးငါအိမ်တစ်ခုကြားမှနေတာပါတဲ့တဲ့လူလည်းငါမြင်ပါတယ်ကွာတဲ့ဆင်းတဲ့လူလည်းငါမြင်တယ်တဲ့လူငရဲသွားတယ်လည်းငါမြင်တယ်တဲ့လူသူဒီသွားတယ်လည်းငါမြင်ပါတယ်သူများပြောတာညာနဲ့ပြောတာမဟုတ်ပါဘူးငါမျက်လုံးဆိုတဲ့ဒိဗ္ဗစကုနဲ့မြင်ပြီးပြောတာပါဆိုတော့ဥစ္စာမမယုံကြမရှိဘူးဘာတွေပဲနဲ့အဲ့ဒါကြောင့်ခင်ဗျားတို့သားတွေမယားတွေနဲ့အိမ်ကြီးချင်းတွေနဲ့ပတ်ဝန်းကျင်တွေနဲ့အစိုးရတွေနဲ့တိုင်းပြည်လှည့်စားတာနဲ့တော်လောက်ပြီဆိုပြီးမယုံမှနဲ့ကိုယ်ရေးကိုကြည့်လိုက်သမှာခင်ဗျားပြောတာကိုမယုံနဲ့ဘုရားကကိုယ်တိုင်ပြောတာကိုယုံလိုက်ပါမမေ့တာဘလောက်ဟုတ်တန်တယ်ဆိုတာရိပ်မိဗလားဟောဒီမမေ့တော့သူကလည်းဝိဇ္ဇာဖြစ်ပါရောဖြစ်ပြမြင်တဲ့ဝိဇ္ဇာဖြစ်တယ်ဝိဇ္ဇာဖြစ်ရင်တခါကချုပ်တယ်အပေကွာရဝိညာဉ်ပေါ်မလားဩမမေ့တဲ့တတ္တိတဲ့ဖုတ္တမလားဆိုတာပေါ်လာရှင်းညဩဒါဖြင့်တတိပဋ္ဌာန်ပါဠိတော်ဆိုတဲ့ဥစ္စာဒကာဓမ္မတို့ဘုရားသူမစွန့်ဘူးဆိုတာအပေလေးပါပိတ်တဲ့တရားမို့ဘုရားပွင့်လိုက်သူ့ဟောရပြန်မမေ့တဲ့တရားပဲဟောရရှင်းမလားဒါရင်ဒါနဲ့ပဲဒကာဓမ္မတို့ဒီလိုနဲ့ပဲမောင်ပါစာပြန်လို့မေးပြန်ဘာသာပြန်မဲ့တော့ကျွန်တော်ရေမတော့ရတယ်ကြာပြန်ပြီဆိုတော့လေဒကာဓမ္မတို့ကြီးရည်တွေယူလာပြီးလောင်းပြန်ပါဇက်တဲ့ပြဲလောင်းတာပဲပါဇက်လောင်းအထေဥသိဥမတွေလောင်းဇွာရဘကထွက်သွားတာပဲဒကာဓမ္မတို့ဝါကြပါပါရဲ့လားဟန်နိုင်ရှိပါမလားခါစီယူပေးအောင်မလားပေးလည်းမရပါဘူးခါစီယူပေးရိပ်ပြီကလားမရပါဘူးဒကာဓမ္မတွေခမည်းတော်ဒေါသလိုက်တာအပယ်များကျုပ်မကြောက်ဘူးမင်းတို့နဲ့ဖြစ်ရလို့ရှိရင်အပယ်ငါခါရှိခံမယ်ကိစ္စမရှိဘူးဒီလိုဒေါသလိုက်ပြောညတယ်လေခါစီယူပေးမယ်လည်းမရှိပါဘူးရှင်းမလားခါစီယူပေးမယ်လည်းမရှိလို့ရှိရင်ကဲမဲ့ယူမယ်တရားဖြင့်အရိယာဓမ္မပဲရှိတယ်ရှင်းညဒါနဲ့ဘာလို့ရမလဲဒါနဲ့ဒကာဓမ္မတို့ဘုရားခင်ကိုရမေကြီးကဟောတယ်ကွယ်ဘယ်လိုဟောလိုက်တုံး
ဆိုလို့ရှိရင်ဖြင့်တရားဓမ္မတို့အရိယာဓမ္မတွေမင်းတို့မိတ်နေလို့ရှိရင်ဖြင့်ကွာတဲ့ဒီပင်ငရဲဟာဖြင့်မင်းတို့အိမ်သာမှတ်တော်အရိယာဓမ္မမိတ်အပင်ငရဲဟာမင်းတို့အိမ်သာမှတ်တော်ဆိုတော့တရားဓမ္မတို့အရိယာဓမ္မမိတ်တယ်မှာအဲ့ဒါဘုန်းကြီးကဘုဒ္ဓံပြောတယ်လို့မယူကြပါနဲ့နော်ဓမ္မကြီးတို့တရားကြီးတို့သေရှိညာတော့လေအိမ်သားမှာအပင်ပေါက်နေညာတော့လေကိုယ်မှာဝေဒနာဖြစ်ညာတော့လေအိမ်သားမှာလည်းသေပင်ရှိညာတော့လေသေပင်မသိရင်ဒီဝေဒနာနဲ့သိတယ်အိမ်သားမှာတော့သေပင်ရှိတို့တော့သေဖြစ်ပေါက်လိုက်ရင်ပျောက်တယ်ဆိုတာ तू မသိတော့တရားဓမ္မတို့ဘယ်နည်းနဲ့မှဒီဝေဒနာချင်သက်သာဝင်ရပါမရပါဘူးဘာဖြစ်လို့သိနာသေပင်ရှိရတဲ့နဲ့ဘာဖြစ်လို့ဒီဝေဒနာမသက်သာဘဲနဲ့သိဖို့ဝင်ရတယ်မေးလို့ရှိရင်ဖြင့်သေပင်ရှိရသေပင်မှမသိရှင်းပါသေပင်တော့လူနာကျင်ကဘာမသိပါလဲအဲ့တော့သာသနာ့ဘဆင်ဒီအဝိဇ္ဇာဖြစ်တဲ့သေပင်ကိုဘယ်သူမှမဟုတ်နိုင်ဝိဇ္ဇာဖြစ်တဲ့သေပင်ကိုအခုမဟုတ်မဲ့လူဘုန်းကြီးများရှိသေးတယ်ဆရာတော်သမတော်တွေရှိသေးတယ်အဲ့တော့အိမ်သားရင်ပေါက်တဲ့သေပင်ဟာအခုသေမှန်းသိလို့တော့ရင်ယောဂပြတ်ပါလိမ့်မယ်နောက်ဘုန်းကြီးတို့တစ်ပင်တစ်ပင်ဆိုသလိုပေါ့ဗျာသာသနာကွယ်သွားတော့ဥမာရင်ဒီသေပင်ဟာအနာရှိညာတော့လေဘယ်နဲ့တော့ဝေဒနာရှင်ကသေပင်လို့သိပါမလားသိပါဘူးအဲ့တော့စာအုပ်တွေဘယ်လိုတင်ကြောက်စာတွေဘယ်လိုထုထားခဲ့သေပင်မှမသိသိပါမလားသိပါဘူးဘုလိုလက်ထပ်ပြပေးတကလက်ထပ်ပြောနေတုံးကိုခင်ဗျားတို့မြန်ပြအောင်လုပ်လိုက်ရှင်းမလားခိုင်းတာဖြင့်အလုံးလုံးမှရမယ်ဆိုတာလဲပေါ်ကြဘာလုံးမှရအလုံးလုံးမှဝိဇ္ဇာဖြစ်မယ်အလုံးမလုံးလို့ချင်းဝိဇ္ဇာမဖြစ်ဘူးဆိုတာသိကြပါလားခဲတာဖြင့်ဒကာဓမ္မတို့အလုံးလုံးမှဖြစ်မှာဖြင့်တူတူပဲပြောကြပါဆိုတဲ့နိုင်ကပို့သွားလို့ဒကာဓမ္မတို့မှာသူတစ်ပါးစိတ်ကဲခတ်ရတာကိုယ်စိတ်ကဲခတ်ရတာနဲ့ဒကာကျွယ်ဒကာစစ်ဘယ်ဟာလွယ်လဲဟုတ်ကြရဲ့လားဒကာဓမ္မတို့ဟုတ်ပါဗျာသူများစိတ်ကဲခတ်ရတာကမှားတယ်ရှိမှန်တယ်ရှိကိုယ်စိတ်ကဲခတ်ရတာကတော့အမှန်ကြီးပဲဆိုတာသိကြပါလားသဘောကျပြီနော်ဒါဖြင့်ကိုယ်စိတ်ပထမစိတ်ကိုတဲ့ရှိမရှိနောက်စိတ်နဲ့ကဲခတ်တင်းနံပါတ်ကိုနှစ်နဲ့ကဲခတ်တင်းနံပါတ်ကိုတင်းနံပါတ်ကိုကဲလောဘစိတ်ကရင်ဖြစ်တယ်ရှိမရှိမဲနဲ့ကဲခိုက်စမ်းမရှိတော့မရှိတာအနိစ္စအကဲခတ်တာမက်ကပဲဒေါသစိတ်ကလေးဖြစ်လာတယ်ရှိမရှိကဲခတ်စမ်းမရှိတာကသိတာကမက်ကဆိုရင်ဝိဇ္ဇာဖြစ်ပြီဝိဇ္ဇာချုပ်ပြီမချုပ်သေးဘူးလားဒီပဲသွားကြရှိသေးရဲ့လားဒါဖြင့်ဒကာဓမ္မတို့အချိန်ကလည်းကုန်သွားလို့ကိုယ်စိတ်ကိုကဲခတ်တာမက်ခင်ကိုယ်စိတ်ကိုကဲခတ်တာကိုယ်စိတ်ကဲခတ်တဲ့ခါကြလို့ရှင်လောဘစိတ်ဖြစ်လဲနောက်ကကဲခတ်ဒေါသဖြစ်ရင်မောဟလေးဖြစ်ရင်အိတ်ရှင်တဲ့စိတ်ကလေးဖြစ်ရင်အဲ့ဒါကြောင့်အဲ့ဒါဘယ်လိုဟောကြလို့ဆိုတော့ရှင်သာရိပုတ္တရာနဲ့ဘုရားဟောတာသာရိပုတ္တရာကသာရိပုတ္တရာရောဘုရားရောဟေးကွာတဲ့ဝိပဿနာဆိုတာအလွယ်လေးပါကိုယ်စိတ်ကိုကဲခတ်တတ်လို့ရှင်ဝိပဿနာဖြစ်ပါလားကိုယ်စိတ်ကိုကဲထားခတ်တတ်ရင်သဘောကျဘာလို့လဲဆိုတော့ဒကာဓမ္မတွေအိတ်ချင်တဲ့စိတ်ကလေးလာတယ်ဒါပါလိမ့်မလို့အကဲခတ်လိုက်တာအကဲခတ်လိုက်တဲ့အခါကျတော့အကဲခတ်တဲ့စိတ်သာရှိတော့တယ်အိတ်ချင်တဲ့စိတ်ရှိသေးရဲ့ဟာခုနကအိတ်ချင်တာမရှိတော့ဘူးဆိုတော့မရှိတာအိဋ္ဌာအကဲခတ်တာကမက်ကဝိဇ္ဇာမက်ကဝိဇ္ဇာမဖြစ်ဘူးလားစိတ်ကလေးကပြောင်းနေတယ်ပြောင်းနေတဲ့စိတ်ကလေးရှိသေးလားအကဲခတ်စမ်းမရှိတာပါကောင်းမယ်သိတာကမရှိမှန်းသိတာကမက်ကဆိုတော့ဥမာလည်းမလွယ်လားကဲဘုရားဆိုတော့ပဲနေတယ်ဘာအကဲခတ်မှာကိုယ်စိတ်ကိုအကဲခတ်ကိုယ်စိတ်ကရှင်နာကအကဲခတ်တာကနောက်ကမက်ကကိုယ်စိတ်ကအနိစ္စအကဲခတ်တာကဒါဖြင့်ကိုယ်စိတ်ပေါ်တိုင်းအကဲခတ်ယူတဲ့စိတ်လာလဲရှိမရှိအကဲခတ်ရှိုက်တဲ့စိတ်လာရောရှိရှိအကဲခတ်ပါဗျာစားကြတဲ့စိတ်လာရင်ရောရှိရှိအကဲခတ်တော့ဘာတွေ့လဲမရှိတာတွေ့တော့မရှိတာကဘာခေါ်မလဲအကဲခတ်တာကဒီလိုကြည့်ဆိုတော့ဒကာဓမ္မတို့ကိုယ်ဝိညာဉ်နဲ့ခန္ဓာပြက်တာကိုသိဒါပြန်ကိုယ်ခန္ဓာကြီးကအနိစ္စခန္ဓာဆိုတာသူများပြောလားကိုယ့်အကိုအကဲခတ်တာနဲ့သိတာ
ဒါဖြင့်အကဲခတ်တာနဲ့သိတော့မသိတာကအဝိဇ္ဇာသိတာကဝိဇ္ဇာမဖြစ်ဘူးလားဝိဇ္ဇာဖြစ်တော့ဝိဇ္ဇာကမချုပ်ဘူးလားဝိဇ္ဇာချုပ်တော့သင်္ခါရရောသင်္ခါရချုပ်တော့ဒကာဓမ္မတို့ဒီခန္ဓာတွေကရောအဲ့ဒီဝိဇ္ဇာတစ်လုံးဖြစ်လိုက်လို့ရှင်းဝိဇ္ဇာဖြစ်တဲ့ကဒိဋ္ဌိရောချုပ်တဏှာရောချုပ်တဲ့ဆိုရဲဒိဋ္ဌိကြောင့်ခொနည်းအပေခန္ဓာဖြစ်ရတဏှာကြောင့်အပေခန္ဓာဖြစ်ရတယ်ဒကာဓမ္မတို့တသံတရားလုံးဖြစ်မဲ့တစ်ချိန်ပေါ်ရင်အခုံပြောင်းဝိဇ္ဇာတစ်ချိန်ပေါ်ရင်ဒါဖြင့်ဒကာဓမ္မတို့အပေလေးပါလဲမသွားပါနဲ့ဝိဇ္ဇာနဲ့အပေကျွေးတွေဆက်လိုက်ရင်မပြီးဘူးဝိဇ္ဇာညာသိတဲ့ဖြစ်ပြသိတဲ့ညာနဲ့အပေကျွေးဆက်လိုက်ရင်မပြီးဘူးလားရိပ်မိဗလားဒါဖြင့်ဒကာဓမ္မတို့ဘာနဲ့ကျွေးဆက်ကြမလဲဝိဇ္ဇာညာနဲ့ကျွေးဆက်ပါဝိဇ္ဇာညာဆိုတာအလိုလိုပေါ်တာလားဖြစ်ပြမြင်မှပေါ်တာဒါဖြင့်ဒကာဓမ္မတို့တိဏ္ဍမစိတ်ကဖြစ်ပြနိဏ္ဍမအကဲခတ်တာကတိဏ္ဍမစိတ်ကအကဲခတ်တာကသဘောကျဒါဖြင့်နိဏ္ဍမတင်းနောက်ကိုနှစ်လိုက်နေရအပေတကားပိတ်တင်းနောက်ကိုတိကပါပါလိမ့်မလို့နှစ်ကပါပါလိမ့်မယ်အကဲခတ်တယ်တိကပါပါလိမ့်မလို့နှစ်ကပါလားအကဲခတ်တော့မဖြစ်ဘူးလားအဲ့ဒါမက်ကဝိဇ္ဇာဆိုတာပေါ်ပါလားဒါပြန်အဝိဇ္ဇာချုပ်မချုပ်ဝိဇ္ဇာချုပ်ရင်သင်္ခါရဒါပြန်အပေခန္ဓာဝိညာဉ်ရောဒါပြန်ဒကာဓမ္မတို့ဝိဇ္ဇာမက်ကင်နဲ့ကဲခတ်လိုက်လို့ချင်းအပေကြောက်เสียရှိသေးရဲ့အဲ့တော့ဘုန်းကြီးတို့ဒကာဓမ္မတွေမှာနောက်ဘဝကလှုပ်လာတဲ့အပေကျွေးတွေကလည်းရှိသေးဒီဘဝမသိမလိမ္မာခင်ကလှုပ်ထားတဲ့အပေကျွေးတွေကရောအဲ့ဒါဝိဇ္ဇာတစ်လုံးနဲ့ဆက်လိုက်လို့ရှင်းဖြင့်ဒကာဓမ္မကြီးကျွေးသိမ့်တင်နေတာစားတည့်နဲ့ပြီးပါတယ်ကျွေးသိမ့်တင်နေတာစားတည့်မှာခင်ဗျားတို့ကမရက်ချင်ဘူးလားရက်လည်းရကုန်ကြောက်မယ်ဆိုတော့သိကြတယ်မဟုတ်လားဒါဖြင့်မက်ကင်စားတည့်ကိုဖြင့်ရက်ပြအောင်ရက်ပါဆိုပြီးဒီတရားဝဲသိမ့်လိုက်ပြီ